ဖျားအထူးပဲကျေးဇူးတင်တယ်ဒီနှုတ်ကပတ်တော်လေးပြင်ဆင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်နော်ကျွန်တော်နှုတ်ကပတ်တော်ခေါင်းစဉ်ပေးထားပါတယ်လို့နော်ဒီခေါင်းစဉ်ကမျောပါနိုင်သည့်အန္တရာယ်ဆိုပြီးကျွန်တော်နာမည်ပေးထားပါတယ် danger of drifting ဒီနေ့မျောသွားနိုင်တဲ့မျောပါနေခြင်းတဲမှာအန္တရာယ်ရှိတယ်ဆိုတဲ့အရာလေးကိုဒီနှုတ်ကပတ်တော်ပြင်ဆင်တဲ့အခါမှာဘုရားကျွန်တော်ရဲ့မှာစကားပြောပါတယ်သင်ပေးနာလူကိုတစ်ချက်လောက်ပြောရအောင်မျောပါခြင်းမှာအန္တရာယ်ရှိတယ်သတိထားရအောင်လို့နော်မျောပါသွားခြင်းထဲမှာအန္တရာယ်ရှိတယ်သတိထားရအောင်လို့နော်ဆိုတော့ကျွန်တော်ပြောချင်တဲ့နှုတ်ကပတ်တော်ကအဲ့ဒါပဲဖြစ်ပါတယ်တစ်ချက်ကမျောပါနိုင်တယ်ဆိုတော့မှအန္တရာယ်ရှိတယ်ဆိုတော့ကျွန်တော်တို့သိဖို့ဖြစ်တယ်ဒုတိယတစ်ချက်ကတော့တတိထားဖို့ဖြစ်ပါတယ်လို့เนาะဆိုတော့ဘုရားကျေးဇူးတော်ထူးချီးမွမ်းတယ်ဘာလို့လဲဆိုတော့เนาะကျွန်တော်တို့ပြီးခဲ့တဲ့လမှာเนาะကျွန်တော်တို့ Power 99လောက်တဲ့သူတွေဆိုရင်เนาะဟေပြဲဩဝါဒစာကိုကျွန်တော်တို့လေ့လာပြကြမယ်ဟေပြဲဩဝါဒစာကိုကျွန်တော်တို့လေ့လာတဲ့အခါမှာเนาะကျွန်တော်လည်းဟေပြဲဩဝါဒစာတေချာလေးပြန်ပြီးမှဖတ်ဖြစ်တဲ့အခါမှာဒီထဲမှာဟေပြဲဩဝါဒစာကိုရေးတဲ့သူကပေါ့เนาะသူကျွန်တော်တို့သတိပေးထားတဲ့အရာဖြစ်ပါတယ်ကျွန်တော်တို့ကဒီနေ့ဒီလောကထဲမှာအသက်ရှင်နေတဲ့အခါမှာမျောပါသွားနိုင်တယ်မျောနေတယ်အမြဲတမ်းမျောနေကြတယ်ကျွန်တော်တို့သိသည်ဖြစ်စေမသိသည်ဖြစ်စေဒီရေစည်းချောင်းဒီနေ့ဒီဆွဲနေတဲ့ရေစည်းချောင်းတွေထဲမှာကျွန်တော်တို့ဒီအမြဲတမ်းမျောပါသွားတဲ့သဘောရှိတဲ့သူတွေဖြစ်တယ်ဆိုတာကိုဒီနေ့ဘုရားကျွန်တော်ထဲမှာသတိပေးတာဖြစ်တယ်စကားပြောတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့မှလည်းဒီနှုတ်ကပတ်တော်လေးကိုကျွန်တော်ပြင်ဆင်တာဖြစ်ပါတယ်ကျွန်တော်တို့ပင်လယ်ကမ်းခြေမှာရေကူးဘူးတဲ့သူတွေတော့သိလိမ့်မယ်ကျွန်တော်ငငယ်တော့ဆိုကျွန်တော်ပထမဦးဆုံးပင်လယ်မှာသွားဘူးတာကျွန်တော်မြန်မာပြည်မှာဆိုလက်ခုပ်ကုန်းလို့ခေါ်တဲ့နေရာကိုသွားဘူးတယ်အဲ့နေရာကနည်းနည်းလဲသွားနည်းနည်းလွယ်လို့လားမသိဘူးကျွန်တော်ပထမဦးဆုံး beach အတွေ့အကြုံငငယ်တော့ကျွန်တော်ရန်ကုန်မှာနေတဲ့အခါမှာပထမဦးဆုံး beach မှာသွားလည်ဘူးတာလက်ခုပ်ကုန်းဆိုတဲ့ကမ်းခြေလေးတစ်ခုပေါ့နော်ဒီမှာရှိတဲ့သူတွေသိလားတော့မသိဘူးနော်ဆိုတော့အခုတော့ရှိသေးလားမသိဘူးလက်ခုပ်ကုန်းဆိုတဲ့ရွာလေးတိတ်မလှပါဘူးရွှွနွန်နေနဲ့သူ့ beach ကဒီအလိုမျိုးမဟုတ်ဘူးတော်တော်လေးကိုရွှွန်နေတဲ့မှာဖြတ်ပြီးတော့မှရေထဲဆင်းရတဲ့နေရာမျိုးပြီးရင်တဲတဲ့နေရာတွေပါလေကောင်းကောင်းမွန်မွန်တော့မရှိဘူးဒါပေမဲ့ကလေးဘိုးကပထမဦးဆုံးဒီပင်လယ်မှာသွားဘူးတဲ့အခါမှာပင်လယ်မှာရေသွားကူးဘူးတဲ့အခါမှာအရမ်းပျော်တယ်အခုတည်းကကျွန်တော်မှတ်မိသေးတယ်အဲ့ဒီပင်လယ်ကမ်းခြေမှာရေကူးဘူးတဲ့သူဆိုလို့ရှိရင်သိလိမ့်မယ်ကျွန်တော်တို့ပင်လယ်ကမ်းခြေတွေကိုဆင်းသွားတဲ့အခါမှာကျွန်တော်တို့ဖက်နှက်တွေပုံထားတယ်ဒီနေ့ပြန်တက်လာရင်ခြုံဖို့အတွက်เนาะဒီနေ့ဗာလဲထားဝါတွေကျွန်တော်တို့ပုံထားတယ်အဲ့မှာပြီးပြီးမှဆင်းပြီးတော့မှရေကူးရင်ရေဆော့ရင်နဲ့ပြန်တက်လာတဲ့အချိန်ဆိုရင်အဲ့ဒီပထမဆင်းသွားတဲ့နေရာနဲ့တော်တော်ဝေးကိုရောက်သွားပြီကြုံဘူးလားမသိဘူးနော်ကန်ပင်ဟိုကျွန်တော်တို့ဒီရေကူးကန်မှာရေကူးတာနဲ့မတူပင်လယ်ထဲမှာရေကူးရဲဆိုတော့ဘာလို့လဲဆိုတော့အဲ့ဒီကရေလိုင်းတွေကအမြဲတမ်းကိုတစ်ဖက်ကိုဆွဲသွားတယ်တစ်ဖက်ကိုဆွဲသွားကိုမသိလိုက်တဲ့အချိန်လေးမှာရေကူးရင်းနဲ့ပြန်လဲတက်လာတော့ဟာငါပထမထားတဲ့ငါဖက်နှက်ပုံကဟိုဘက်မှာပဲတော်တော်ဝေးကိုပြန်လျှောက်ရအဲ့ဒီအတွေ့အကြုံလေးကျွန်တော်အခုတည်းကမှတ်မိသေးတယ်ဆိုလိုချင်တာဒီနေ့ဒီနေ့ပင်လယ်ထဲမှာသမုဒ္ဒရာထဲမှာရေထဲမှာသွားလာခြင်းထဲမှာဒီနေ့ current ဆိုတဲ့ဒီနေ့ရေစည်းလိုင်းကအမြဲတမ်းရှိနေတာဖြစ်တယ်ရေစည်းလိုင်းကကျွန်တော်တို့ကိုတနေရာအောင်အမြဲတမ်းဆွဲသွားတာဖြစ်တယ်ပင်လယ်ထဲမှာဒီနေ့ခုတ်မောင်းတဲ့နော်ဒီနေ့သင်းမောတွေပင်လယ်ကူးသင်းမောတွေဆိုလို့ရှိရင်လေသူတို့ဖြစ်အရင်ခေတ်ကာလမှာသုံးတဲ့ရွက်လွန့်သင်းမောတွေဆိုလို့ရှိရင်လေသူတို့မှာကြောက်ဆူးချထားရတာဖြစ်တယ်မဟုတ်ရင်သူတို့ရက်ထားတဲ့နေရာကနေမရှိတော့ဘဲနဲ့အချိန်ကာလတစ်ခုကြာသွားတဲ့အခါမှာပင်လယ်ရေစီးလိုင်းကသူတို့ကိုဆွဲသွားရင်နဲ့သူတို့ရှိရမယ့်နေရာမှာမရှိတော့ဘဲနဲ့နောက်တစ်နေရာကိုရောက်သွားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ယုံကြည်သူအသက်တာမှာလည်းဒီနေ့ကျွန်တော်တို့နားလည်ရတဲ့အရာကယုံကြည်သူလို့ဖြစ်လာပြီဖခင်သားသမီးလို့ဖြစ်လာပြီဆိုတာနဲ့ကျွန်တော်တို့ကိုလောကကဆွဲနေတာပဲကျွန်တော်တို့ကိုဇာတိကဆွဲနေတာပဲကျွန်တော်တို့ကိုယန်သူကဆွဲနေတာပဲကျွန်တော်တို့အထဲမှာကျွန်တော်တို့ကြိုက်လို့ကျွန်တော်တို့သိမ်းထားတဲ့အရာတွေကကျွန်တော်တို့ကိုပြန်ပြီးမှဖခင်နဲ့နီးဖို့တော့မဟုတ်ဖခင်နဲ့ဝေးဖို့ကိုဆွဲနေတာပဲအဲ့ဒါကိုကျွန်တော် drifting လို့ကျွန်တော်ပြောချင်တာဖြစ်တယ်အဲ့ဒါကိုကျွန်တော်မျောပါသွားတာလို့ကျွန်တော်ပြောချင်တာဖြစ်တယ်ဘာလို့အန်ရရှိလဲဆိုတော့မျောပါသွားတယ်ဆိုတာကဟိုဘယ်လိုခေါ်မလဲဆူနာမီလိုမျိုးလှိုင်းလုံးကြီးတက်လာပြီးဝုန်းတိုင်းဆိုပြီးတော့ဖြက်စီးသွားတာမျိုးမဟုတ်မျောပါသွားတယ်ဆိုတာကဖြည်းဖြည်းချင်းစီဆွဲခေါ်သွားတာဖြစ်တဲ့အတွက်ကြောင့်ကိုမသိလိုက်တဲ့အချိန်မှာကိုဒီအန်ဒီရဲကိုကြောက်သွားပြီဖြစ်တယ်ကိုမသိလိုက်တဲ့အချိန်မှာကိုဒီရှိရမယ့်နေရာမှာမရှိတော့ဘဲနဲ့နောက်ထပ်ကိုမရှိရမယ့်နေရာတစ်ခုကိုရောက်သွားပြီဖြစ်တယ်ဒီနေ့ကျွန်တော်တို့မြောက်များစွာသောယုံကြည်သူတွေအသက်တာအတွင်းမှာကျွန်တော်အပါဝင်ကျွန်တော်စင်ကြင်မိတဲ့အခါမှာကျွန်တော်တို့ဒီလိုပဲရေစီးလိုင်းထဲမှာမျောပြီးတော့လွယ်ကူကူအသက်ရှင်နေတဲ့အသက်တာအတွင်းမှာရှိတဲ့အခါမှာကျွန်တော်တို့မှာအန်ဒီရဲရှိတယ်ဆိုတာကိုဒီနေ့ဖခင်ကနှုတ်ကပတ်တော်အားဖြင့်နဲ့မှာစကားပြောတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့အားလုံးထဲမှာလက်ခံခြင်းသည်ဖြစ်စေလက်မခံခြင်းသည်ဖြစ်စေမှန်နေတဲ့အမှန်တရားတစ်ခုတမာတရားတစ်ခုကဝိညာဉ်ရေးရအသက်တာမှာတက်ရင်တက်မတက်ရင်ကြပဲဝိညာဉ်ရေးရမှာတက်နေတယ်လို့တချို့တွေကပြောတယ်
တကယ်ချင်းမိတ်ဆွေမင်းရဲ့ဝิญဉ်ရေးရအသက်တာဖခင်နဲ့တွာလာခြင်းကဒီရက်ပိုင်းမှာဘယ်လိုရှိတန့်အမှန်တော့ဒါစကားပြောရင်ကြားကောင်းအောင်ပြောလိုက်တာတန့်နေရဆိုတာဝิญဉ်ရေးရမှာကိုယ့်ကိုစဉ်းစားခြင်းမရှိဝิญဉ်ရေးရမှာဆိုတာကတက်ရင်တက်မတက်ရင်ကြပဲဒီနေ့ဖခင်နဲ့တွာလာတယ်ဆိုတဲ့အသက်တာကနွေးနွေးလေးဆိုတာမရှိဒီနေ့ပူရင်ပူမပူရင်အေးပဲနွေးတယ်ဆိုတာဒါလူကြားကောင်းအောင်ပြောတဲ့အရာဖြစ်တယ်အချင်းချင်းတယောက်နဲ့တယောက်အစင်ပြေလောက်အောင်နှစ်သိမ့်ပေးလိုက်တဲ့စကားဟုတ်ပါတယ်ဘာဖြစ်မင်းဖခင်เจ้าလဲပုံမှန်လာနေသေးတာပဲဒီနေ့လှုပ်ဆောင်ကြရှယ်လုံနေသေးတာပဲမင်းဘာဖြစ်တော့ဝิญဉ်ရေးမှာမတက်ရင်တော့တန့်နေတဲ့အနေထားလေးမှာတော့မဟုတ်ဘူးမိတ်ဆွေဒီနေ့ကျွန်တော်ပြောပြချင်တယ်ဝิญဉ်ရေးမှာတက်နေရမရှိဘူးသင်ဝิญဉ်ရေးမှာတက်နေလားမတက်ဘူးဆိုကြာနေပြီပဲဒီနေ့ဝิญဉ်ရေးမှာသင်ပူနေလားမပူရင်တော့သင်အေးနေပြီပဲနှွေးတယ်ဆိုတာမရှိဘူးဒီနေ့သင်ဖခင်နာကိုသင်ချင်းကပ်နေပြီသင်ဖခင်နဲ့နီးနေလားမနီးဘူးဆိုတော့သင်ဖခင်နဲ့အဝေးတနေရာမှာရောက်နေပြီပဲဖြစ်ဘာလို့လဲဆိုတော့ဒီနေ့ကျွန်တော်တို့ကိုမျောပါသွားအောင်ဆွဲနေတဲ့ current တွေကအမြဲတမ်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ရေစီးလိုင်းတွေကကျွန်တော်တို့အမြဲတမ်းမတိမတာလေးနဲ့ဆွဲခေါ်နေတာကြောင့်ဖြစ်ပါတယ်ဒီနေ့ဘာလို့ကျွန်တော်မျောပါနိုင်တဲ့ခြင်းထဲမှာမျောပါနေခြင်းထဲမှာအန်ဒီရရှိလဲလို့ပြောတော့တစ်ချက်မျောပါခြင်းဒီမတိမတာမျောပါသွားတာဖြစ်လို့ဖြစ်ပါတယ်ဒီနေ့မတိမတာမျောပါသွားခြင်းဒီအင်မတန်အန်ဒီရများပါတယ်တနည်းအားဖြင့် softer ဖြစ်တယ်ဒီနေ့ဘလို့မှကြီးကြီးမားမားကြီးဝုန်းတိုင်းတွေ့ရမျိုးမဟုတ်နည်းနည်းချင်းစီပဲမျောသွားတယ်တနည်းအားဖြင့် vague ဖြစ်တယ်ကျွန်တော် vague ဆိုတဲ့ symptom တွေနဲ့လာတဲ့လူနာကျွန်တော်ဆေးကုတဲ့အခါမှာတချို့ယောဂတွေသူကဘာ symptom မှကြီးကြီးမားမားမဖြစ်ဘူးဥပမာappendicitis ဆိုပါတော့เนาะကျွန်တော်တို့ဥတက်ရောင်တယ်ဥတက်ပေါက်တယ်ဆိုနာလိုက်တာဥတက်ရောင်တဲ့လူဥတက်ပေါက်တဲ့သူကသူ့မှာ symptom ကြီးကြီးမားမားနဲ့လာတယ်ဟာဘိုက်မှာနာပြီးညာဘက်အောက်နားလေးမှာအသေးနာတယ်ဟေ့ပြီးတဲ့အခါမှာအဖျားတွေတက်တယ်ပြီးရင်အန်တယ်အဲ့ခါကျတော့ကြီးကြီးမားမား symptom ကြီးနဲ့အရန်တိတာထင်ရှားတဲ့ symptom နဲ့လာတဲ့အခါမှာအဲ့ဒီဥတက်ပေါက်တယ်ဆိုပြီးတော့မှအဲ့လူကသေဖို့ chance အရန်နေတယ်အထူးဖြစ်ကျွန်တော်တို့လိုတိုးတက်တဲ့တိုင်းပြည်မှာဖြစ်တဲ့အခါမှာနာပြီဆိုတာနဲ့ဆရာဝန်ကသိပြီးဒါဥတက်ပေါက်တာဖြစ်နိုင်တယ်ချက်ချင်း CT scan တွေရိုက်မယ်သွေးတွေဖောက်မယ်ဆရာဝန်ကချက်ချင်းခွဲလိုက်မယ်ဆိုရင်ဥတက်ပေါက်လို့သေတယ်ဆိုတာ Australia နိုင်ငံမှာအင်မတန်နည်းပါတယ်ဒါပေမဲ့ ovary cancer သားဥအိမ် cancer နဲ့သေတဲ့အမျိုးသမီးတွေတော်တော်များတယ် pancreas cancer နဲ့သေတဲ့လူနာတွေတော်တော်များတယ်ဘာလို့လဲဆိုတော့ pancreas cancer တို့ ovary cancer တို့ဆိုတာက vague symptom ဆရာဝန်သွားပြတယ်လေလေးထိုးတယ်အောင်းတယ်ဒါဘိုက်ထဲမှာနည်းနည်းလေဖိုးသလိုမျိုးလေးဖြစ်တယ်ဟိုနားလေးနာဒီနားလေးနာဆိုတော့ဘာမှသိပြီးတော့မှသိတာထင်ရှားတဲ့ယောဂလက္ခဏာမျိုးမဟုတ်ဘူးအဲ့ဒီတော့ဆရာဝန်က easily miss ဖြစ်တယ်ကျွန်တော်တို့ဆေးကမ်းမှာလာပြတဲ့လူနာတွေဘိုက်နာလို့လာပြတယ်ဆိုတော့လူနာအများကြီးပဲလေထိုးလို့လာပြရဆိုရယ်လူနာအများကြီးပဲအဲ့တော့ဒီလက္ခဏာကိုတစ်ခါတလေကြားလို့ရှိရင်ကိုကလစ်လျူရှူလိုက်မိတဲ့အခါမှာအရန်နောက်ကျသွားပြီးတော့မှကုလို့မရတဲ့အခြေအနေရောက်တော့မှဒီနေ့တာဥအိမ်ကင်ဆာနဲ့ဆုံးသွားတဲ့လူနာအများကြီးကျွန်တော်တွေ့ဘူးတယ် pancreas cancer ကဲကျွန်တော်တို့Apple Twin နဲ့လူကဘာလို့လဲကျွန်တော်တော့မေ့သွားပြီအခု Tim Cook မဟုတ်လေ Steve Jobs နော် Steve Jobs တောင် pancreas cancer နဲ့သူ့လိုတထေးကြီးသူ့လိုအားလုံးပြည့်စုံနေတဲ့သူ pancreas cancer နဲ့ဆုံးသွားတယ်မသိလို့လား तू မလေး तू မသိလို့ပေါ့သိရင် तू ကုမှာပေါ့ pancreas cancer ဆိုတာက pancreas ဒီနော်ခန္ဓာကိုယ်ရဲ့ anatomy အရဆိုဟိုးဘိုက်ဝမ်းတွင်းကောင်းရဲ့အနောက်တနေရာမှာရှိတဲ့အခါမှာတော်ရုံတန်ရုံလက္ခဏာမပြဘူးကျွန်တော်တို့စမ်းရင်လည်းအပြင်ကဆရာဝန်စမ်းရင်လည်းတစ်ခါတလေမမိဘူး ultrasound ရရင်တော့မှ तू ကတစ်ခါတလေအနောက်မှာဟိုကနေရဖြစ်တဲ့အတွက်ကြောင့် pancreas မှာတခုခုဖြစ်ပြီးဆိုရင်သိတာနောက်ကျမှသိတာများတယ်နော်ဒီနေ့ Steve Jobs တောင်ဒါနဲ့ဆုံးတယ်ဆိုတော့ကျွန်တော်ပြောချင်တာ vague ဖြစ်တဲ့ symptom တွေကတစ်ခါတလေဆရာဝန်ကြောက်တယ်ဆရာဝန်ကပိုကြောက်ကြတယ်ဘာမှမသိမသာလေးနဲ့ဖြည်းဖြည်းချင်းစီဖြစ်တဲ့လက္ခဏာတွေကဘာလက္ခဏာမှသိချအကြီးကြီးမပြရင်အဲ့ဒါပိုအန္တရာယ်များတယ်ဆိုတာကိုဒီနေ့ကျွန်တော်ပြောချင်တာဖြစ်တယ်ဒီနေ့မျောပါသွားတယ်ဆိုတာလေဖះနဲ့အတူသွားလာနေတဲ့အတ္တတာဝိညာဉ်ရေးရအတ္တတာမှာမျောသွားတယ်ဆိုတာလေမသိမသာဖြစ်တယ်မြန်မာစကားကကောင်းတယ်နော်မသိမသာတဲ့မသိရင်မတာဖြစ်တယ်ဆိုတော့အဲ့ဒီမျောပါနေဆိုတော့မသိရင်မတာဆိုတော့သေမှာပဲလို့ तू ကပြောတာမြန်မာစကားမှာမသိမတာရှိတယ်ဆိုတာနေမသိရင်နေမတာဖြစ်မယ်လို့ तू ကပြောတာဆိုတော့နော်ဒီမျောပါနေခြင်းဒီ subtle ဖြစ်တယ် vague ဖြစ်တယ်ဆိုတာမသိမတာလေးသွားနေတာဖြစ်တဲ့အတွက်ကြောင့်အန္တရာယ်များတာဖြစ်တယ်ဒီနေ့နှုတ်ကပတ်တော်ထဲမှာနော်ကျွန်တော်ဒီနေ့ morning service ဖြစ်တဲ့ခါမှာကျွန်တော်ကျမ်းစာတွေအများကြီးတော့မဖတ်တော့ဘူးနော်ဘာလို့ဆို morning service ကလူတွေကကျမ်းစာအရန်ပိုင်တယ်လို့ကျွန်တော်ယုံကြည်စိတ်ချတဲ့အတွက်ကြောင့်ဖြစ်တယ်မဟုတ်ပါဘူးလို့เนาะအချိန်အရเนาะမဟုတ်ယုံကြည်စိတ်ချပါတယ်ဒါပေမဲ့အဓိကကတော့เนาะအချိန်အရเนาะကျွန်တော်မြန်လေးပဲကျွန်တော်သွားဖြစ်မယ်เนาะကဘာဦးချမ်းထဲမှာလောတဆိုတဲ့လူတစ်ယောက်ရှိတယ်လောတဆိုတာကကျွန်တော်အားလုံးသိတယ်အာဗြဟံရဲ့သူဖြစ်တယ်အာဗြဟံနဲ့အတူသွားလာခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်တစ်ချိန်မှာအာဗြဟံနဲ့သူလမ်းခွဲပြီးတော့မှသူကတောတုံမျိုးဘက်ကိုဥတီပြီးတော့သွားတာဖြစ်တယ်
တစ်ချိန်မှာဘုရားကတောတုံမျိုးနဲ့ဂေါမောရမျိုးကိုဒီနေ့ဖျက်ဆီးမယ်ဆိုပြီးတော့မှကောင်းကင်တမန်ကိုဆေလွတ်ပြီးမှလောတာနဲ့သူ့မိသားစုကိုဆွဲထုတ်ကားတဲ့အချိန်ရှိဆွဲထုတ်တဲ့အချိန်မှာလောတာသည်ဒီနေ့သူက hesitant ဖြစ်တယ်သူ့ကိုကောင်းကင်တမန်ကဆွဲထုတ်တာတော့ချစ်ချင်းမလိုက်ပဲနဲ့ဒီနေ့သူကချင်းပြင်းရိပ်နဲ့နော်ကိုရိုလန်ပြောတဲ့ဤပဲနဲ့ဤပဲနဲ့နော်သူကနော်တောတုံမျိုးတွေကနေထွက်သွားတယ်ဒီအဖြစ်ပြောက်ကျွန်တော်အားလုံးသိပါဒါပေမဲ့လောတာအသက်တာအတွင်းမှာနေချင်းညချင်းကြီးလောတာဒီအာဗြဟံနဲ့တွာလာနေပြီးမှဘုရားရဲ့အကြံစီထဲမှာသူလိုက်သွားတဲ့သူတယောက်ဖြစ်နေရင်နဲ့မှဒီနေ့ဘုရားကဒီမြို့ကိုဖျက်ဆီးတော့မယ်ဒီမြို့ကထွက်ပါလို့ပြောတဲ့အခါမှာတော့မှဖြစ်နွယ်ပြီးတော့ဘုရားကဆွဲထုတ်ရတဲ့အခြေအနေနောက်ဆုံးဒီမြို့ကနေကယ်ထုတ်ပြီးတော့မှဟေးတောင်ပေါ်ကိုပြေးဆိုတာတော့မှကျွန်တော်တောင်ပေါ်ကိုကျွန်တော်မပြေးနိုင်တော့ဘူးကျွန်တော်ပြေးတာတဲ့ဒီနာကဇောရမြို့ကိုပဲကျွန်တော်ပြေးပြရစေဆိုပြီးမှဘုရားစကားကိုနားမထောင်နိုင်တော့တဲ့သူဘုရားစကားကိုမလိုက်နိုင်တော့တဲ့သူဖြစ်သွားတယ်ဆိုတာဒီနေ့လောတာဒီနေချင်းညချင်းတော့ဒီလိုဖြစ်သွားတဲ့သူတရားမဟုတ်ကျွန်တော်ကဘာဦးကျမ်းအခန်းကြီး73ကနော်အငယ်7မှာရှိတဲ့လောတာရဲ့အခြေအနေလေးကိုကျွန်တော်တစ်ချက်ဖတ်ချင်တယ်ကဘာဦးကျမ်းအခန်းကြီး73အငယ်7မှာဒါကအာဗြဟံနဲ့လောတာနဲ့သူ့ရဲ့ကျွန်တွေကရန်ဖြစ်ကြတယ်စကြက်မလောက်တော့တဲ့အခါမှာရန်ဖြစ်ကြတဲ့အခါမှာမင်းနဲ့ငါနဲ့ခွဲပြီးတော့မှသွားကြတော့မယ်ငါနော်နေရမင်းနဲ့ငါနဲ့ခွဲတော့မယ်ငါဒီဘက်သွားရင်မင်းဟိုဘက်သွားလောတာကိုအာဗြဟံကပေးရွေးတဲ့အခါမှာလောတာကဘာရွေးလဲဆိုတော့လောတာ73အငယ်7မှာစု7မှာနော်အာဗြဟံသည်ခါနန်ပြည်၌နေလေ၏လောတာမူကားမြစ်ပတ်ဝန်းကျင်မြို့တွင်နေ၍တောတုံမြို့နားမှာတဲကိုစောက်လေ၏ကျွန်တော်ဘာကိုမှတ်ထားစေခြင်းလဲဆိုတော့လောတာပထမအဦးဆုံးရွေးချယ်လိုက်တဲ့အရာလောတာပထမအဦးဆုံးမျောပါသွားတဲ့အရာဒီသူဒီတောတုံမြို့ထဲမှာသွားပြီးနေဖို့မဟုတ်ဘူးတောတုံမြို့နားမှာတောတုံမြို့ထဲမှာတိုက်အခိုင်အမာစောက်ပြီးမှသူမျိုးရိုးစင်ဆက်နောက် generation တွေအားလုံးဒီမှာနေမယ်ဆိုပြီးသူရွေးချယ်ပြီးသွားလိုက်တာမဟုတ်ပါဘူးသူပထမအဦးဆုံးမျောသွားတဲ့အခါမှာလောတာကဘာလုပ်တာလဲဆိုတော့တောတုံမြို့နားမှာသွားနေမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အာဗြဟံနဲ့သူလမ်းခွဲပြီးတော့သူသွားတာဖြစ်တယ်ကျွန်တော်ဒီလိုနဲ့နောက်ထပ်တမျက်နှာလောက်လှန်လိုက်လို့ရှိရင်ကဘာဦးကျမ်းအခန်းကြီး14အငယ်7မှာလောတာရဲ့အခြေအနေကိုနှုတ်ကပတ်တော်မှတ်တမ်းတင်ထားရလေရှိပါတယ်ကဘာဦးကျမ်းအခန်းကြီး14အငယ်7ဒီနေရာမှာတော့ဘာဖြစ်လဲဆိုတော့တောတုံမြို့ကိုဒီနေ့ရန်သူတွေကလာပြီးလှုပ်ကြံပြီးမှတောတုံမြို့မှာရှိတဲ့သူတွေအားလုံးကိုဒဇာခံအဖြစ်နဲ့မှဖမ်းသွားပြီးဆိုတာကိုသိတဲ့အခါမှာအာဗြဟံကသူ့တူလောတာကိုလိုက်ကယ်ဖို့အတွက်သူ့အိမ်မှာလက်ကျက်ထားတဲ့သူတွေနဲ့လိုက်ကယ်မဲဆိုတဲ့အကြောင်းအရာကိုနှုတ်ကပတ်တော်ရေးတဲ့အခါမှာကဘာဦးကျမ်းအခန်းကြီး14အငယ်12ရောက်တဲ့အခါမှာကျတော့ကျွန်တော်ဖတ်လို့ရှိရင်တောတုံမြို့၌နေသောအာဗြဟံအကိုသားလောတာနှင့်သူ၏ဥစ္စာတို့ကိုလည်းသိမ်းယူ၍သွား၏ဒီနေ့ကာလတစ်ခုကြာသွားပြီးတဲ့အခါမှာကာလတစ်ခုတိုင်အောင်မသိမသာလေးမျောသွားပြီးတဲ့အခါမှာလောတာကတောတုံမြို့နားမှာမဟုတ်တော့ဘဲနဲ့တောတုံမြို့၌နေသောလောတာလို့ဒီနေ့နှုတ်ကပတ်တော်အမှတ်တမ်းတင်လာတာဖြစ်တယ်တော့မြင်စေချင်တာလောတာရဲ့အသက်တာမှာတောတုံမြို့နားကိုသွားမယ်ဆိုပြီးတော့မျောသွားလိုက်ခြင်းမသိမသာအနေအခုတောတုံမြို့မှာနေတဲ့လောတာလို့ဖြစ်လာတာဖြစ်တယ်နောက်ဆုံးကဘာဦးကျမ်းအခန်းကြီး19အငယ်1ကအချိန်ဒီမှာလောတာရဲ့အသက်တာကိုကျွန်တော်တို့ပြန်ဖတ်တဲ့အခါမှာကောင်းကင်တမန်နှစ်ပါးတို့သည်ညာဦးအချိန်၌တောတုံမြို့သို့ရောက်လာ၏လောတာသည်မြို့တကားဝ၌ထိုင်လျက်သူတို့ကိုမြင်လျင်ခရီးဥကြိုပြုခြင်းကထ၍မြေ၌ဦးညွှတ်ချလျက်ဒါကတော့ကျွန်တော်တို့သိတဲ့နေရာရောက်လာပြီဒီနေ့တောတုံမြို့ကိုဖျက်ဆီးဖို့အတွက်ဘုရားကမဖျက်ဆီးခင်မှာကောင်းကင်တမန်ကိုဆေလွတ်ပြီးမှလောတာနဲ့သူ့မိသားစုကိုဆွဲထုတ်မယ်ဆိုတဲ့အခါမှာကောင်းကင်တမန်နှစ်ပါးကတောတုံမြို့ကိုရောက်တဲ့အခါမှာလောတာကဗမာရောက်လဲဆိုတော့လောတာဒီမြို့တကားဝမှာထိုင်တဲ့သူတယောက်ဖြစ်လာပြီဒီနေ့တောတုံမြို့နားမှာနေမယ်ဆိုတဲ့သူမျောသွားလိုက်တာမတိမတာမျောရနေတစ်ချိန်ကာလတစ်ခုရောက်တဲ့အခါမှာတောတုံမြို့ထဲမှာနေတဲ့သူဖြစ်လာတယ်အချိန်ကာလတစ်ခုထပ်မျောတဲ့အခါမှာမတိမတာနဲ့တောတုံမြို့တကားဝမှာထိုင်တယ်တနည်းအားဖြင့်သူကိုယ်တိုင် participate သူကိုယ်တိုင်ဒီမြို့ရဲ့မျက်နှာဖုံးလိုမျိုးဒီမြို့ရဲ့နော်ဒီနေ့အရေးကြီးတဲ့သူတယောက်နေရာမှာမြို့တကားဝမှာထိုင်နေဆိုတာအဲ့ကာလမှာဒါမြို့မှာအရေးကြီးတဲ့သူတယောက်မြို့ရဲ့မျက်နှာဖုံးလိုမျိုးနော်ဒီနေ့ဘယ်လိုခေါ်မလဲကျွန်တော်တို့ဒီမှာဆို council Gosner council မှာထိုင်တဲ့သူလိုမျိုးအနေထားလိုမျိုးသူကရောက်လာတာဖြစ်တယ်အဲ့တော့လောတာရဲ့အသက်တာအတွင်းမှာဖခင်ကထွက်တော်လို့ပြောတယ်မင်းဒုက္ခရောက်တော့မယ်ထွက်တော့ဒီမြို့ကိုဖျက်ဆီးတော့မယ်လို့ပြောတဲ့အခါမှာဖင်နှွဲပြီးမှမထွက်နိုင်ဘူးဖြစ်တယ်ဖခင်ကသူ့ကိုဆွဲပြီးတော့မှအတင်းအဓမ္မဆွဲပြီးတော့မှသူ့ကိုဆွဲထုတ်ကြတယ်ဆွဲထုတ်ပြီးတဲ့အချိန်မှာတော့မှမင်းအခုဒီဘေးကနေလွတ်အောင်ပြေးတောင်ပေါ်ကိုပြေးဆိုတဲ့အချိန်မှာမြင့်ရရက်ကိုကျွန်တော်မပြေးနိုင်ဘူးကျွန်တော်မောတယ်ကျွန်တော်ပြေးရလွယ်တဲ့ဇောရမျိုးကိုပဲကျွန်တော်ပြေးတော့မယ်ဆိုတဲ့အရာထဲမှာနောက်မှဆက်ပြီးမှလောတာအသက်တာထဲမှာအမင်္ဂလာတွေအ
များကြီးဖြစ်လာဆိုတော့ကျွန်တော်အားလုံးသိပြီးသားဖြစ်ဒါပေမဲ့အဲ့ဒီအခြေအနေကိုရောက်သွားဖို့ဒီနေ့ပြက်တစ်ပြက်တရက်ထဲမှာရောက်သွားတာမဟုတ်ပါဘူးမျောသွားတာလောကသည်မျောသွားတာလောကအတ္တအတွင်းမှာမျောသွားခြင်းကနေဒီနေ့ကျွန်တော်တို့အတ္တမှာလည်းစဉ်းစားကြည့်ကျွန်တော်တို့တစ်ခုခုအခြေအနေတစ်ခုကိုရောက်လာတယ်ဆိုတာဖြည်းဖြည်းချင်းစီမျောရင်မတိမတာလေးမျောရင်နဲ့ဒီနေ့ဖះနဲ့ဝေးသွားပြီဖះအတန်ကိုကျွန်တော်တို့မကြားတော့ဘူးဖះနဲ့အရင်ကလို့ဆက်ဆံရေးမရှိတော့ဖះနဲ့အရင်ကလို့ဖះဘက်မှာကိုစိတ်အားမကြီးတော့ဘူးဆိုတာဒီတစ်ချိန်မှာကျွန်တော်တို့ဒီစိတ်အားကြီးခဲ့တယ်တစ်ချိန်မှာဖះကိုဆက်ကပ်ခဲ့တယ်တစ်ချိန်မှာနေတိုင်းမနဲ့မိုးလင်းပြီဆိုတာနဲ့ဖះကိုဆူတောင်းဖို့ကျွန်တော်တို့ကခွန်အားအပြည့်ရှိနေတယ်ဖះနဲ့အချိန်ယူဖို့ဆိုရင်ကျွန်တော်တို့အမြဲတမ်းတက်ကြွနေလိမ့်မယ်ဒါပေမဲ့အခုချိန်မှာဖះနဲ့အချိန်မယူချင်တော့ဘူးအရင်တစ်ချိန်တော့ဖះမကြိုက်တဲ့အရာတစ်ခုကိုလုပ်ဖို့အင်မတန်မှခက်ခဲပါလိမ့်မယ်အခုချိန်မှာဖះမကြိုက်တဲ့အရာတစ်ခုကိုလုပ်ဖို့အင်မတန်လွယ်ကူနေပြီဘာမှစိတ်ထဲမှာလည်းတိတ်မဖြစ်တော့ဘူးဒီနေ့အဲ့လိုအခြေအနေတစ်ခုရောက်လာခြင်းဒီနေချင်းညချင်းတော့ဘယ်သူမှမရောက်ဘူးဒီနေ့ဘယ်လိုပဲရောက်လာလဲဆိုကျွန်တော်တို့ဘာလုပ်လဲသိလားမျောလိုက်တာကျွန်တော်တို့မျောပါသွားခြင်းတည်းမှာမတိမတာနဲ့ကျွန်တော်တို့ရှိရမယ့်နေရာတစ်ခုမှမရှိတော့ဘဲနဲ့နောက်ထပ်နေရာတစ်ခုကိုကျွန်တော်တို့ရောက်သွားတာဖြစ်ပါတယ်ဒါကြောင့်တစ်ချက်ဒီကျွန်တော်တို့ဘာလို့မျောပါနိုင်ခြင်းတည်းမှာအန္တရာယ်ရှိလဲဆိုမျောပါခြင်းကတည်းမတိမတာဖြစ်နေတာနေတိုင်းမှာမတိမတာနေတိုင်းရဲ့ရွေးချယ်မှုတွေထဲမှာမတိမတာလေးနဲ့မျောသွား3နှစ်4နှစ်5နှစ်ကြာမှနောက်ပြန်လှည့်ကြည့်လိုက်မှငါဖះနဲ့တော်တော်ဝေးသွားပါပြီလားငါဖះအတွက်ငါမှရှိတဲ့ passion တွေပျောက်သွားပါပြီလားငါရဲ့အချိန်တွေကိုငါဖះအောင်မပေးမိပါလားငါဒီနေ့ဖះအလိုတော်ထဲမှာငါအသက်မရှင်မိပါလားပြန်လှည့်ကြည့်လိုက်မှတော်တော်ဝေးသွားပြီဘာလို့လဲဆိုနေတိုင်းဖြတ်တန်းခြင်းထဲမှာကျွန်တော်တို့ကလေအဲဆွဲနေတဲ့ထဲမှာမတိမတာလေးကျွန်တော်တို့သွားတာအတွက်ကြောင့်ဖြစ်တယ်ဒါကကျွန်တော်ချစ်တဲ့နှလုံးသားနဲ့ကျွန်တော်ပြောတာဖြစ်ပါတယ်ကျွန်တော်အပြစ်တင်ခြင်းလို့ပြောတာမဟုတ်ဘူးဒါကျွန်တော်တို့စင်ကျင်ဖို့အတွက်ကျွန်တော်အားလုံးသက်တာမှာပြန်စဉ်းစားကြည့်ကျွန်တော်တို့သက်တာအားလုံးထဲမှာလူတိုင်းမှာဖះနဲ့သွားလာခြင်းထဲမှာမျောနေတယ်ဆိုတဲ့အရာလေးကိုဖះသည်သတိပေးတာဖြစ်တယ်ဒုတိယတစ်ချက်ဒီနေ့ကျွန်တော်တို့ဘာလို့မျောပါလဲဆိုရင်ကျွန်တော်တို့တချို့ဖះရှင်းကိုင်းတဲ့ရန်သူတွေကိုကျွန်တော်တို့တရားရာခိုင်နှုန်းရှင်းမဖြတ်စည်းလို့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဒီဖះစကားကိုနားမထောင်ဘူးလားဆိုတော့နားထောင်ပါတယ်ဖះသားသမီးဖြစ်တယ်ဖះရဲ့မေတ္တာကိုခံစားရတယ်ဖះရဲ့ရွေးနှုတ်ခြင်းထဲမှာကျွန်တော်တို့ဒီကျေးဇူးတော်ကိုကောင်းကောင်းနားလည်တယ်ကျေးဇူးတရားထဲမှာကျွန်တော်တို့နေတဲ့အခါမှာကျွန်တော်တို့ဒီဖះစကားကိုကျွန်တော်တို့နားထောင်ပါတယ် obedience ရှိပါတယ်နာခံခြင်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့မှာဘာမရှိဘူးလဲဆိုတော့ complete obedience မရှိဒီနေ့ obedience ဆိုတဲ့နာခံခြင်းနဲ့ဒီနေ့အပြည့်အဝနာခံခြင်းဒီ two different things ပါဒီနေ့ဖះကိုနာခံခြင်းဒီတစ်ခုပါကောင်းတဲ့အရာတစ်ခုဖြစ်ပေမဲ့ဖះကိုအပြည့်အဝနာခံခြင်းဒီတော့တာ၍ကောင်းတဲ့အရာဖြစ်ပါတယ်ဒီကျွန်တော်တို့ရဲ့အသက်တာတွေမှာပြန်စဉ်းစားကြည့်ဖို့ဖြစ်တယ်ဒီနေ့မနက်မှာကျွန်တော်တို့ဒီဖះကိုနာခံတဲ့သူတွေတော့ဖြစ်တယ်ဒါပေမဲ့ဖះကိုအပြည့်အဝနာခံလားဆိုတာဒီနေ့ကျွန်တော်တို့စဉ်းစားရမယ့်အရာဖြစ်ဒီနေ့ဖះကပြောတယ်ဒီနေ့ဂတိတော်နဲ့ရှင်နဲ့ပြည်ထဲမှာခါနန်ပြည်ထဲမှာဝင်သွားတဲ့အခါမှာဒီလူမျိုးတွေအားလုံးကိုဖျက်ဆီးရမယ်သူတို့နဲ့မပေါင်းသိမ်းရဘူးသူတို့ရဲ့နော်သူတို့ရဲ့ထိမ်းမြလက်ထက်ခြင်းမလုပ်ရဘူးဒီလူမျိုးတွေအားလုံးကိုဖျက်ဆီးရမယ်ဆိုတဲ့ဖះရဲ့သတ်မှတ်ထားခြင်းရှိပါတယ်ဒါပေမဲ့ဣသရေလအမျိုးတွေကတော့ယောရှုလက်ထက်မှာအထိလောက်ကဟုတ်တယ်ဒီနေ့အားကြီးတယ်ဖះနဲ့ဖះပြောတဲ့အတိုင်းယောရှုကစပြီးမှငါနဲ့ငါအိမ်သားဖြစ်လင်နော်ထာဝရဘုရားကိုပဲကိုးကွယ်မယ်ဆိုပြီးမှဘုရားဘက်မှာပြက်သားရက်တည်တဲ့သူတွေရှိပါဒါပေမဲ့ယောရှုနောက်ပိုင်းမှာကျွန်တော်တို့တရားသူကြီးမှတ်စာကိုဖတ်တဲ့အခါမှာဖြစ်ချင်တိုင်းကိုဣသရေလအမျိုးသားကဖြစ်ချင်တိုင်းကိုဖြစ်နေတော့တာပဲအဲ့ဒါရဲ့အဓိကဘာကြောင့်ဒီလိုဖြစ်လဲဆိုတော့ဘုရားပြောတဲ့ရှင်းကိုင်းတဲ့ရန်သူအားလုံးကိုကျွန်တော်တို့မရှင်းတဲ့အရာဖြစ်ပါကျွန်တော်တရားသူကြီးမှတ်စာအခန်းကြီး2အငယ်2ကနေ3မှာဘုရားကဒီနေ့တတိပေးတဲ့အရာလေးကျွန်တော်ဖတ်ချင်တယ်တရားသူကြီးမှတ်စာအခန်းကြီး2အငယ်2ကနေ3မှာဖြစ်ပါတယ်သင်တို့သည်ဤပြည်သားတို့နှင့်မိတ္တဟာရမဖွဲ့ရသူတို့ရစ်ပလင်တို့ကိုလှဲချရမည်ဟုငါဆိုတော်လဲသင်တို့သည်ငါစကားကိုနားမထောင်ကြအဘယ်ကြောင့်ဤသို့ပြုကြသနည်းတဖန်ငါဆိုသည်ကဤပြည်သားတို့ကိုသင်တို့ရှေ့မှငါမနှင်ထုတ်သင်တို့သည်သူတို့သည်သင်တို့တစ်ဖက်၌မုတ်ဆိုးလှုပ်လျက်သူတို့ဖျားတို့သည်လည်းသင်တို့၌ကြော့ကွင်းဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူတယ်ဘုရားကပြောတယ်ငါမင်းကိုပြောတယ်ဒီပြည်သူပြည်သားတွေအားလုံးကိုရှင်းဖြတ်စည်းခိုင်းတယ်သူတို့ရဲ့ရစ်ပလင်တွေကိုဖြိုဖျက်ခိုင်းတယ်မဟုတ်လားဘာလို့မင်းအဲ့ဒါကိုအကုန်အပြည့်အဝနားမထောင်လဲတချို့ရန်သူတွေရှင်းပါတယ်ဒီနေ့ဣသရေလအမျိုးသားတွေကတချို့ရန်သူတွေရှင်းတယ်ဥပမာယောဒယူဒအမျိုးဆိုရင်တောင်ပေါ်မှာရှိတဲ့သူတွေကိုသူတို့တိုက်ထုတ်တယ်ဒါပေမဲ့ဂျိုင်းထဲမှာရှိတဲ့သူတွေကိုသူတို့မတိုက်ထုတ်နိုင်သူတို့တရားသူကြီးမှတ်စာထဲမှာဖတ်ကြည့်လို့ရှိရင်အတိအကျရေးတာသူတို့တောင်ပေါ်ကရန်သူတွေတော့နိုင်တယ်ဂျိုင်းတွေကရန်သူတွေမနိုင်ဘူးတဲ့ဘာလို့ဆိုဂျိုင်းတွေကရန်သူတွေမှာသူတို့တန်ရထားရှိတဲ့အတွက်ကြောင့်သွားတိုက်တာမနိုင်ဘူးတဲ့နော်ဒီနေ့ဗင်ယာမိန်မျိုးဆိုလဲသူတို့နေရာချပေးတာယေရုရှလင်မြို့ကိုဘုရားကနေရာချပေးတယ်ယေရုရှလင်မြို့မှာတစ်မြို့လုံးကိုသူတို့သိမ်းနိုင်ပါတယ်ဒါပေမဲ့ယေရုရှလင်မြို့မှာရှိတဲ့ယေဗုသိလူတွေကိုသူတို့မနှင်ထုတ်နိုင်သူတို့အားကြီးပြီးတော့နှင်ထုတ်နိုင်တဲ့အနေအထားမှာရှိပြင်လေ
နော်ဒီခါနနီလူတွေကိုသူတို့မနိုင်တဲ့အချိန်တွေရှိတယ်ဒါပေမဲ့နိုင်တဲ့အချိန်ကြတော့လေသူတို့ကမနှင်ထုတ်ပဲနဲ့မှသူတို့အခွန်ပေးခိုင်းပြီးတော့သူတို့နဲ့ရောနှောနေလိုက်တဲ့အရာတွေရှိကျွန်တော်ရဲ့အသက်တာတွင်မှာဘုရားကိုနာခံခြင်းနဲ့ဘုရားကိုအပြည့်အဝနာခံခြင်းသည်နှစ်ခုတည်းမတူပါဘူးကျွန်တော်တို့ဒီဘုရားကိုနာခံတဲ့သူတွေအများစုဖြစ်ကြပါတယ်ဘုရားကိုနာခံတဲ့သူ obedience ဖြစ်တဲ့သူဖြစ်ဒါပေမဲ့ဒီမှာကျွန်တော်တို့တေချာပြန်ပြီးစစ်လိုက်လို့ရှိရင်ဘုရားကိုအပြည့်အဝနာခံတဲ့သူ complete obedience ဒီ maybe 2% 3% အောင်ရှိချင်မှဒီခန်းထဲမှာရှိကောင်းရှိမယ်ကျွန်တော်တို့ဒါရိုးရိုးသားသားစဉ်းစားလို့ရှိရင်ကျွန်တော်တို့ဖျားပြောတဲ့အရာကိုအကုန်လုံးအပြည့်အဝ100%နားမထောင်ခြင်းသည်ဒီနေ့ဖျားကရှင်းကိုင်းတဲ့ယံသူတနည်းအားဖြင့်ဘဒုတိုက်ပေးတာလဲကျွန်တော်တို့ဒီမှာရှိတဲ့ဇာတိပေါ့ဒီဇာတိကိုဘဒုပဲရှင်းပေးလဲဆိုရင်ဖျားပဲရှင်းပေးတာပါကျွန်တော်ရဲ့အထဲမှာရှိတဲ့တတ်မှတ်ခြင်းကိုဘဒုပဲရှင်းပေးလဲဆိုဖျားပဲရှင်းပေးတာဒါပေမဲ့ကျွန်တော်တို့တချို့ခန္ဓာကျွန်တော်တို့ရဲ့နှလုံးသားရဲ့တချို့ခန္ဓာတွေကိုကျွန်တော်တို့ဒီဖျားကိုအပြည့်အဝမပေးဘဲနဲ့နည်းနည်းလေးခြံထားတဲ့အရာကတစ်ချိန်မှာကျွန်တော်တို့အတွက်ပြန်ပြီးတော့ကြော့ခွင့်ဖြစ်စေတယ်။နည်းနည်းလေးခြံထားတဲ့အရာတချို့လူကလောဘကြီးတာဖြစ်ကောင်းဖြစ်မယ်။တယောက်နဲ့တယောက်တော့တူချင်မှတူ။လောဘအရင်လိုတော့မကြီးတော့ဘူး။ဒါပေမဲ့အဲ့နည်းနည်းလေးကြံနေသေးတယ်နှလုံးသားရဲ့နေရာတစ်နေရာမှာ။တချို့လူကဒီတက်မှတ်ဆွဲလန်းခြင်းရွှေ့ကောင်းဖြစ်လိမ့်မယ်။အရင်ကတော့ပေါ်ပေါ်ထင်ထင်ကြီးတက်မှတ်ဆွဲလန်းခြင်းနဲ့ပတ်သက်တဲ့အရာတွေမှားတာအချိန်တိုင်းနေ့ရက်တိုင်းမှာမှားနေပြီးဖျားရှိမှလဲနေတဲ့သူတယောက်ဖြစ်ကောင်းဖြစ်မယ်။ဒါပေမဲ့အခုချိန်မှာတော့မဟုတ်တော့ဘူးနာခံလိုက်တယ်ဒါပေမဲ့သူ့ရဲ့နှလုံးသားရဲ့ခန္ဓာထဲမှာတေးလေး last ဆိုတဲ့ဒီတတ်မှတ်ဆွဲလန်းခြင်းတစ်ခုကကြံနေသေးတာဖြစ်ကောင်းဖြစ်နိုင်တယ်ဒီကြံနေတဲ့ကဏ္ဍတေးလေးကကျွန်တော်တို့ကိုမျောသွားစေတယ်ဒီကြံနေတဲ့အရာလေးတေးလေးတစ်ခုကကျွန်တော်တို့ထဲမှာဖျားနာခံခိုင်းတဲ့အရာအလုံးကိုမနာခံပဲကြံနေတဲ့အရာလေးတစ်ခုကကျွန်တော်တို့အတွက်တစ်ချိန်မှာပြန်ပြီးတော့ထောင်ချောက်ကြော့ကွင်းဖြစ်လာစေပြီးမှကျွန်တော်တို့ကိုဖျားနဲ့ဝေးတဲ့နေရာကိုပြန်ပြီးမှမျောသွားစေတဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်တရားသူကြီးမှတ်စာဖတ်တဲ့အခါမှာကျွန်တော်အဲ့လိုခံစားရတရားသူကြီးမတ်စာထဲမှာတရားသူကြီးတူးရှိပါတယ်အဲ့ဒီတရားသူကြီးနာမည်ရေဖားသားလို့ခေါ်တယ်ရေဖားသားဒီနော်သူ့အမေကမကောင်းတဲ့မိန်းမဖြစ်တယ်သူ့ကိုဣသရေလအမျိုးတွေကအားလုံးကဖယ်ကျင်ထားတယ်ဘာလို့လဲဆိုတော့သူ့အမေကနော်ဒီနေ့ပြည့်တစားဖြစ်တယ်မကောင်းတဲ့အမျိုးသမီးဖြစ်တဲ့အခါမှာသူ့ဘယ်သူမှမပေါင်းကျင်ကြဘူးဒါပေမဲ့သူတို့တိုင်းပြည်ကိုဒီနေ့ရန်သူတွေလာပြီးတိမ့်ပိုက်တဲ့အခါမှာရေဖားသားကိုသွားပြီးမှအကူအညီပြန်တောင်းရတာဖြစ်တယ်ရေဖားသားကိုတန်ရှင်းသောဝိညာဉ်တော်ကသူ့ပေါ်မှာကျင်းဝတ်တဲ့အခါမှာရေဖားသားအဖြစ်ဖျားကလူတွေအထင်သေးတဲ့လူတွေမပေါင်းကျင်တဲ့ရေဖားသားအဖြစ်နဲ့မှလူတွေပယ်ထားတဲ့ရေဖားသားအဖြစ်နဲ့မှဣသရေလအမျိုးကိုပြန်ပြီးမှကယ်နှုတ်တဲ့အကြောင်းအရာကျွန်တော်တို့ဖတ်ကြတာဖြစ်တယ်။ဒါပေမဲ့သူဂျန်သူတွေအားလုံးကိုတိုက်ပြီးလို့ပြန်လာတဲ့အချိန်မှာရေဖားသားရဲ့အသက်တာအတွင်းမှာဝမ်းနည်းစရာအကောင်းဆုံးဖြစ်ပျက်တစ်ခုကျွန်တော်တို့တစ်ခါတည်းဖတ်ရတာဖြစ်တယ်။ဒီကျမ်းစာထဲမှာလည်း controversial အဖြစ်ဆုံးကျမ်းစာထဲမှာလည်းဖတ်ရင်နားလည်နိုင်စရာမကောင်းဆုံးဖြစ်ပျက်တစ်ခုကရေဖားသားရဲ့အသက်တာအတွင်းမှာသူ့ရဲ့အောင်နိုင်ခြင်းနဲ့အတူတွဲပြီးတော့ပါလာတာဖြစ်တယ်။နော်ဒီအကြောင်းအရာတော့ကျွန်တော်တို့သိတယ်ရေဖားသားကရန်သူကိုတော့မတိုက်ခင်မှာသူကထာဝရဘုရားနဲ့ဂတိတစ္ဆာသွားလှုပ်လိုက်တယ်။ဘာဂတိတစ္ဆာသွားလှုပ်လဲဆိုအကယ်၍တဲ့ကျွန်တော်ကသူတို့လာတိုက်တဲ့အမုံအမျိုးသားတွေကိုကျွန်တော်တို့လက်မှာကိုတော့အပ်မယ်ဆိုလို့ရှိရင်ကျွန်တော်အမုံမျိုးသားတွေနဲ့တိုက်ပြီးတော့ပြန်လာတဲ့အခါမှာကျွန်တော်ကိုခရီးဥကြိုပြုတ်တဲ့တဲကကျွန်တော်အိမ်တကားမှာပထမဆုံးထွက်လာတဲ့ဘသူကိုမဆိုထာဝရဘုရားအားအမှန်ဆက်တပြီးမီးရှို့ရာရေပူဇော်ပါမယ်လို့ဂတိတစ္ဆာသွားထားလိုက်တယ်ဒီနေ့ရေဖားတာသူအောင်ပွဲရပါတယ်အမုံမျိုးသားနဲ့တိုက်တဲ့အခါမှာအောင်ပွဲရတယ်သူပြန်လာတဲ့အခါမှာသူ့ကိုထွက်ကြိုတဲ့သူကသူ့သမီးဖြစ်သူဒီအဖြစ်အပျက်ကိုစဉ်းစားတဲ့အခါမှာဒီအဖြစ်အပျက်ကိုကျွန်တော်တို့စင်ကျင်တဲ့အခါမှာဒီနေ့ရေဖားသားကဘာလို့သူ့ကိုလာကြိုတဲ့သူပထမဦးဆုံးသူ့သမီးဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေဘာလို့ဖျားကိုရစ်ပူဇော်မယ်မီးရှို့ရရစ်ပူဇော်မယ်လို့သွားပြောလဲဆိုတာကျွန်တော်အမြဲတမ်းစဉ်းစားတယ်အထိပ္ပယ်မရှိဘူးဒီနေ့ဖျားကလည်းဘယ်တုန်းကမှ human sacrifice ကိုတခါမှမတောင်းဘူးကျမ်းစာထဲမှာဝတ်ပြုရကျမ်းထဲမှာကျွန်တော်ဖတ်လို့ရှိရင်လည်းတခါမှလူကိုသူ့ကိုရစ်ပူဇော်ဖို့ဆိုတာဘုရားတောင်းတဲ့အရာမှမဟုတ်တာရေဖားသားကဘုရားသုံးတဲ့တရားသူကြီးဖြစ်ပေမဲ့တစ်ဖက်မှာသူ့သားသမီးကိုသူပေးမယ်ဆိုတဲ့သွားပြီးသူ့သားသမီးကိုသူလာတဲ့သူကိုသူရစ်ပူဇော်မယ်ဆိုတဲ့ဘုရားနဲ့သွားပြီးဂတိသစ္စာသွားပြုတဲ့ဟာကဒီထဲမှာလာပြီးကျွန်တော်ဖတ်ရတဲ့အခါမှာဘုရားကျွန်တော်တို့မှာစကားပြောဘာလို့လဲဆိုတော့ဒီပတ်ဝန်းကျင်မှာရေဖားသားနဲ့အတူဒီဣသရေလအမျိုးသားတွေအားလုံးရဲ့ဒီပတ်ဝန်းကျင်မှာအသက်ရှင်နေတဲ့ကာလတည်ရောနှောနေတဲ့ကာလဖြစ်ဖျားရှင်းခိုင်းထားတဲ့ရန်သူတွေကိုမရှင်းထားဘူးအကုန်မရှင်းထားတဲ့အခါမှာဒီဖျားဖြိုဖျက်ခိုင်းတဲ့ရစ်ပလင်တွေအကုန်မဖြိုဖျက်ထားတဲ့အခါမှာဒီလူကိုပူဇော်မယ်ဆိုတဲ့ human sacrifice ဆိုတဲ့ idea human sacrifice ဆိုတဲ့ concept ကဘယ်ကလာလဲဖျားတော့မတောင်းတာသိကြတယ်ဖျားကလူကိုရစ်ပူဇော်ဖို့တောင်းတာဆိုလို့အာဗြဟံရဲ့အသက်တာမှာပဲရှိတယ်ဒါကလည်းသူအစကတည်းကဒီ
ဣဇက်ကိုသူယူမှာမဟုတ်ဘူးခရစ်တော်ကိုပဲသူပြန်ပေးမယ်ဆိုတာရဲ့ prophecy အနေနဲ့ကျွန်တော်တို့ကိုပြချင်တဲ့အရာတစ်ခုပဲဖြစ်တယ်တခါမှဝတ်ပြုရာကျမ်းထဲမှာကျွန်တော်တို့ဖတ်တဲ့အခါမှာငါ့ကိုလူသားကိုပူဇော်ပါလို့အဲ့တော့ယောရှုနောက်ပိုင်းတရားသူကြီးမှတ်စာထဲမှာဖတ်သူတို့လှုပ်ချင်တာအကုန်လှုပ်တာတရားသူကြီးမှတ်စာပထမဆုံးဖတ်လိုက်တာနဲ့သူတို့ရန်သူကိုတွေ့ရင်လည်းရန်သူကိုနိုင်လာခဲ့ရန်သူကိုခြေမဖြတ်လက်မဖြတ်တဲ့ညာဘက်ခြေမနဲ့ညာဘက်လက်မကိုဖြတ်ပြီးမှရန်သူကိုလှုပ်တယ်တဲ့အဲ့ဒီ idea ဘုရားခိုင်းလားဆိုရင်မခိုင်းပါဘူးကိုမိတဲ့ရန်သူကိုဘုရားကရှင်းပယ်ရှင်းခိုင်းတာပဲပြောတယ်သူ့ရဲ့ခြေမတွေလက်မတွေဖြတ်ပြီးမှနော်သူတို့ကိုဒီလိုစီရင်ပါလို့ဘုရားမပြောထားပါဘူးဒါပေမဲ့တရားသူကြီးမှတ်စာထဲမှာဖတ်ရင်တခြားလူတွေရဲ့ idea တခြားလူမျိုးတွေရဲ့ idea သူတို့ပတ်ဝန်းကျင်ကလူတွေကဒီလိုမျိုးရန်သူကိုမိလာရင်ခြေမတွေလက်မတွေဖြတ်တယ်ဘာလို့လဲဆိုတော့မြားပြစ်ဖို့ဆိုဒီခြေလက်မအရေးကြီးတယ်မြားကိုတင်တဲ့အခါမှာမြန်ပြေးနိုင်ဖို့ဆိုခြေမအရေးကြီးတယ်လို့သူတို့ယူဆတဲ့အတွက်ကြောင့်ရန်သူတွေကမိပြီဆိုရင်ခြေမတွေလက်မတွေဖြတ်တာတုံပန်းဣသရေလအမျိုးသားတွေကပါတရားသူကြီးမဆာအခန်းကြီး1မှာဖတ်ရင်အဲ့လိုလိုက်လောက်ကြရဆိုတာကျွန်တော်တွေ့ရတယ်နောက်ဆုံးရေဖသလိုမျိုးလူကားတောင်မှဖျားမတောင်းတဲ့အရာကိုသွားပေးတယ်ဖျားမတောင်းတဲ့အရာကိုသွားပေးပြီးမှနောက်ဆုံးထွက်လာသူ့သမီးဖြစ်တဲ့အခါမှာအိုးအင်မတန်မှဝမ်းနဲ့ကြေကွဲစရာကောင်းတယ်အဖြစ်တစ်ခုဖြစ်လာဖြစ်အဲ့ဖျားမတောင်းတဲ့လူရဲ့အသက်ကိုဖျားကို sacrifice လုပ်ဖို့ဘယ်ကလာလဲကျွန်တော်တို့အဲ့ဒါရောနှောထားတဲ့ရန်သူတွေသူတို့မရှင်းထားတဲ့ရန်သူတွေရဲ့သူတို့ရဲ့နတ်ဖျားကိုးကွယ်ခြင်းကနေလာတဲ့အရာကနောက်ဆုံးရေဖသလိုမျိုးဖျားသုံးတဲ့သူစီမှာပါဝင်လာတယ်ဆိုတော့ကျွန်တော်တို့တွေ့ရဖြစ်တယ်ဒါကြောင့်ဒုတိယတစ်ချက်ကျွန်တော်ရဲ့အသက်တာအတွင်းမှာမျောပါခြင်းတဲမှာဖျားကို complete obedience မရှိတဲ့နှလုံးသားခန္ဓာတွေကိုဖျားကိုကျွန်တော်တို့စစ်ဖို့ကျွန်တော်တို့အခွင့်ပေးဖို့ဖြစ်တယ်ကျွန်တော်တို့နှလုံးသားမှာတချို့ခန္ဓာတွေထဲမှာဘာကြံနေလဲဆိုတာတော့တကယ်တော့ကျွန်တော်တို့ကိုယ့်ဘက်ကိုမသိပါဘူးဖျားကိုပေးစစ်ဖို့ဖြစ်တယ်ကျွန်တော်ရဲ့စိတ်နှလုံးကိုဖျားသခင်စစ်ကြောပါ search my heart oh lord ဒီနေ့စာလံဆရာပြောသလိုကျွန်တော်နှလုံးသားကိုတော့စစ်ပေးပါကျွန်တော်နှလုံးသားမှာဘယ်ခန္ဓာတွေကကိုရောကိုအပိုင်ပေးဖို့တရားရာခိုင်နှုန်းမပေးဘဲနဲ့ခြံထားလဲဘာလို့လဲတစ်ချိန်ကျရင်ဖျားဘာလို့အကုန်ဖြည့်စည်းခိုင်းတစ်ချိန်ကျရင်အဲ့ဒါကိုယ့်ကိုပြန်ပြီးကြော်ခွင်းဖြစ်မယ်တစ်ချိန်ကျရင်ကိုယ့်ကိုပြန်ပြီးမှဖျားနဲ့ဝေးသွားဖို့ဆွဲခေါ်သွားမယ်ဆိုတာကိုဒီနေ့ဖျားကသိလို့ကျွန်တော်တို့ကိုအပြည့်အဝနားထောင်ခိုင်းတာဖြစ်တယ်ဒီနေ့ဖျားနဲ့ဝေးသွားရင်လူဆိုတာကကိုလှုပ်ချင်တာကိုလှုပ်တာပဲဖျားအတန်ကိုမကြားတော့ဘူးဆိုလို့ရှိရင်တော့ဒီနေ့ voice နဲ့ noise နဲ့ဆိုတာရှိတယ်ကျွန်တော်တို့သက်တာအတွင်းမှာဖျားအတန်တော်နဲ့ဖျားနားမှာနီးနေလို့ရှိရင်ဖျားနားမှာအနီးကပ်ပြီးမှဖျားနားမှာကျွန်တော်တို့အသက်ရှင်ပြီးနေ့ရက်တိုင်းမှာသွားတယ်ဆိုရင်ဖျားကတိုးလေး whisper စကားပြောရင်တော့ကျွန်တော်တို့သေချာရှင်းလင်းကြားတယ်ဖျားနားမှာရှိနေတယ်ဒါပေမဲ့ဖျားနဲ့ဝေးသွားပြီး drift ဖြစ်သွားပြီးမှကိုမသိမသာလေး drift ဖြစ်ကိုခြံထားတဲ့အရာတွေကကိုကိုဆွဲသွားရင်နဲ့ဖျားနဲ့ဝေးတဲ့တနေရာရောက်ရင်ဖျားအတန်ဘလောက်ကြဲကြဲကိုမကြားနိုင်တော့ဒီနေ့လောတာအသက်တာမှာလည်းဒီလိုပဲဖြစ်ဖျားနဲ့ဝေးတဲ့အခါမှာဆိုတော့ဒီနေ့ voice ဆိုတဲ့ဖျားရဲ့အတန်မရှိတော့တဲ့အခါမှာ noise ဆိုတဲ့ဒီနေ့ရန်သူရဲ့ဘေးနားမှာလာပြီးမှပြောနေတဲ့အရာတွေပဲရှိတဲ့အခါမှာဣသရေလအမျိုးသားတွေလည်းဒီလိုပဲဖြစ်တာဖြစ်ဖျားနဲ့တဖြည်းဖြည်းဝေးသွားတဲ့အလေးလာတွေမှာဖြစ်တဲ့အခါမှာဖျားမတောင်းတဲ့အရာတွေသွားပေးလာတယ်ဘေးကနော်လူမျိုးတွေရဲ့ကိုးကွယ်ခြင်းတွေနဲ့ရောနှောပြီးမှဖျားကိုသွားပြီးဆက်ဆံတဲ့ခြေဖတ်သားရဲ့ဆူတောင်းချက်လိုမျိုးဖြစ်လာတာဖြစ်တယ်ကျွန်တော်တို့ဖျားရဲ့အတန်မကြားလေကျွန်တော်တို့ထဲမှာ confusion ပဲချုပ်ထွေးခြင်းတွေများလေဒါကြောင့် drifting ဆိုတာအင်မတန်မှကျွန်တော်တို့ကြောက်ဖို့ကောင်းတဲ့အရာတစ်ခုဖြစ်တယ်တတိယတစ်ချက်ကျွန်တော်ဟေဘရဲဩဝါဒစာကျွန်တော်ခုနပြောသလိုဒီနှုတ်ကပတ်တော်ပြင်ဆင်ခြင်းထဲမှာเนาะတကယ်လို့အချိန်ရရင်လည်းအိမ်မှာဟေဘရဲဩဝါဒစာကိုပြန်ပြီးမှ study လုပ်ဖို့လည်းကျွန်တော်ခွန်အားပေးတယ်ဟေဘရဲဩဝါဒစာဒီเนาะများသောအားဒီ drift ဖြစ်သွားတဲ့အရာเนาะဟေဘရဲဩဝါဒစာရေးတဲ့သူကတော့ဒီဂျူးလူမျိုးတွေကပြောင်းလဲလာတဲ့ခရစ်ယာန်တွေကိုသူကရည်ရွယ်ပြီးတော့ရေးတာဖြစ်တယ်သူတို့ကဂျူးလူမျိုးပြောင်းလဲတဲ့ခရစ်ယာန်ဖြစ်တဲ့အခါမှာသူတို့အတွက်အများကြီးဂျူးတွေကြားထဲမှာခွဲခြားဆက်ဆံခြင်းကိုသူတို့ခံရတယ်သူတို့ကိုဖိနှိပ်ခြင်းတွေသူတို့ကိုနော်ကျင်ဖယ်ခြင်းတွေခံရတာဖြစ်တယ်သူတို့ကခရစ်တော်ကိုဂျူးကခရစ်တော်ကိုမှယေရှုကိုမှမယုံယေရှုဆိုအထင်သေးတာဒါပေမဲ့သူတို့ကပြောင်းလဲပြီးမှခရစ်တော်ကိုကယ်တင်ပိုင်ရှင်အဖြစ်လက်ခံတဲ့အခါမှာသူတို့ပေါ်မှာအများကြီးခက်ခဲသူတို့ကြော်ဖြတ်ရတဲ့အရာတွေအတွက်ကိုဒီနေ့ဟေဘရဲဩဝါဒစာရေးတဲ့သူကခွန်အားပြန်ပေးထားတာဖြစ်တယ်မင်းတို့သေချာစုပ်ကင်ထားပါမင်းတို့မမျောသွားနဲ့ဆိုပြီးတော့မှတိုက်တွန်းထားတဲ့အရာဖြစ်ပါတယ်ကျွန်တော်ဒီဟေဘရဲဩဝါဒစာအခန်းကြီး2အငယ်1ကိုကျွန်တော်တစ်ချက်လောက်ဖတ်ချင်ပါတယ်ဟေဘရဲဩဝါဒစာအခန်းကြီး2အငယ်1မှာထို့ကြောင့်ငါတို့သည်ကြားရသောဒေသနာတော်ကိုမမေ့မလျော့မြေကြောင်းစိတ်နှလုံး၌တာ၍မှတ်မိဆွဲလန်းခြင်းရှိရကြမည်ဒီမှာတော့မမေ့မလျော့မြေအကြောင်းလို့
ဒီနေ့ဆရာယူသတန်ဘာသာပြန်ပါတယ်ဒါပေမဲ့တကယ်ကျမ်းစာထဲမှာပြန်တကယ် original မှာပြန်ပြီးဖတ်ကြည့်လို့ရှိရင်မဆို English ကျမ်းစာတစ်ခုတွေက ESV ဖြစ်ပါတယ်ရှိရဟာလေးတစ်ခုလေးဖွင့်ပြလို့ရမလားမသိနော်သူရဲ့ English version တော်တော်များများမှာကဘာပြောလဲဆိုတော့ therefore we must pay much closer attention to what we have heard lest we drift away from it lest we slip ဒီမှာတော့ King James version မှာ slip နဲ့သုံးတယ် version တော်တော်များများမှာတော့ drift away ဒီနေ့ drift မဖြစ်အောင်နဲ့ဘာလုပ်ကြမလဲဆိုတော့တတိယတစ်ချက်မှာကျွန်တော်စဉ်းကျင်စေချင်တဲ့အရာက attention pay attention ကျွန်တော်တို့တတိထားဖို့ attention ပေးဖို့ငါတို့ဒီ drift ဖြစ်သွားတတ်တယ်ယုံကြည်သူသားသမီးဆိုတာဖခင်သားသမီးဆိုတာကဖခင်နဲ့ဝေးတဲ့နေရာကိုလောကတွေကဆွဲသွားတတ်တယ်ဒီနေ့ငါတို့အထဲမှာရှိတဲ့ကြံနေတဲ့ရန်သူတွေကြံတဲ့အပိုင်းတွေကြောင့်ဖခင်နဲ့ဝေးသွားဖို့ကိုဖခင်ငါတို့ကဆွဲသွားနိုင်ပါတယ်ဆိုတာကို attention ပေးဖို့ so we must pay the most careful attention လို့ပြောတယ်ငါတို့က drift ဖြစ်တတ်တယ်မျောပါသွားတတ်တယ်ဆိုတာကိုသိရင်တတိထားဖို့အရေးကြီးတာဖြစ်တယ်တနည်းအားဖြင့် drifting ရဲ့မျောပါသွားခြင်းရဲ့စန့်ကျင်ဘက်ကဘာလဲဆို focus ဒီနေ့ focus ထားနေခြင်းတနည်းအားဖြင့် attention ထားနေခြင်းတနည်းအားဖြင့် intentional focus လို့ကျွန်တော်ပြောချင်တယ်ရည်ရွယ်ချက်ရှိနဲ့ focus ထားနေတာကွာငါမမျောသွားအောင် intentionally focus ရရဒီလိုပြောလို့ကျွန်တော်ကျင့်စဉ်တစ်ခုအနေနဲ့ကျွန်တော်ကျင့်ဖို့ပြောတာမဟုတ်ဘူးကျွန်တော်တို့လုပ်တဲ့ power 99ပါလေ power 99လုပ်တဲ့ရည်ရွယ်ချက်ဒီ drift ဖြစ်နေတယ်ဆိုတာကိုကျွန်တော်တို့သိဖို့ drift မဖြစ်အောင်လို့ကျွန်တော် focus ထားလိုက်တာဖြစ်တယ် power 99လုပ်တဲ့ခါကျမှဒီမှာရှိတဲ့သူတွေကိုယ့်ဘက်ကိုရိုးရိုးသားသားဝန်ခံကြည့်လေတစ်နှစ်မှာ365ရက်ရှိတယ်ဖခင်နဲ့ဘယ်နှစ်ရက်အချိန်ယူဖြစ်လဲဒီ power 99 69ရက်ပဲအချိန်ယူဖို့လုပ်တာတော့လုံးလေချလဲလိုက်နေတယ်သူတော်များရမလားတချို့ power 99လို့ရင်လည်း power ranger ဖြစ်သွားပြီဆိုပဲ power 99တော့မဟုတ်တော့ဘူးလေ power ranger ဖြစ်သွားပြီတဲ့စမလုံးနိုင်တော့ဆိုဒါတစ်နှစ်မှာ365ရက်မဟုတ်ဘူး69ရက်ပဲဒီနေ့ဘုရားကိုအချိန်ပေးဖို့တောင်းတာတော့သင် drift ဖြစ်နေတယ်ဆိုတာကိုကျွန်တော်ပြောချင်တာသင်အချိန်မပေးဘူးအချိန်မပေးနိုင်ရလောက်အောင် busy ဖြစ်လာဆိုမဟုတ်ပါဘူးတကယ်တော့အဲ့ဒါဘာလုပ်နေရဆိုကျွန်တော် drift လုပ်နေကျွန်တော်ကဒီတိုင်းပဲမျောတဲ့တဲမှာအမျောပြီးတော့ပဲအဲ့လိုသွားမျောတယ်ဆိုတာဘာ effort မှထည့်စရာမလိုဘူးကွာသိလားမျောတယ်ဆိုတာဘာ effort မှဘာမှစူးစမ်းပန်းစားလုပ်စရာမလိုသင်မျောနေဖို့ဆိုတာဘာမှမလုပ်ရေပေါ်မှာမျောနေလိုက်တာနဲ့သင်အဲ့ဆွဲသွားရတဲ့မှာပါသွားမှာဒီနေ့ရေစည်းထဲမှာအဲ့လိုမျောသွားဖို့ဆိုတာငါးအသေးလဲရေထဲမှာမျောသွားနိုင်တယ်ဒါပေမဲ့အဲ့မမျောဘဲနဲ့အဲ့ဒီထဲမှာစံမီးမှကူးတယ်ဆိုတာဘာပဲကူးနိုင်ရှင်နေတဲ့အသက်ရှင်တဲ့ငါးပဲရေစည်းထဲမှာစံမီးတော့ကူးနိုင်တာဖြစ်တယ်ရေစုံထဲမှာမျောပေါ်တော့ငါးအသေးလဲမျောနိုင်တယ်ဒီနေ့ဝိညာဉ်ရေးရအသက်တာအတွင်းမှာသင်ရှင်နေမှအသက်ရှင်ခြင်းလက္ခဏာရှိမှဒီနေ့ဖခင်နဲ့အတူသွားလာတဲ့အသက်တာကျမ်းမှာရှိမှဒီမျောပါတဲ့ထဲမှာမသွားဘဲနဲ့အမြဲတမ်းတတိထားပြီးတော့မှပြန်ပြီးတော့ correction ပြန်ပြီးမှငါမျောနေပြီငါပြန်လုပ်မယ်ငါမျောနေပြီငါဖခင်ဘက်လှည့်မယ်ငါမျောနေပြီငါဖခင်ဘက်လှည့်မယ်ဆိုတဲ့ attention intention ရှိပြီးမှရည်ရွယ်ချက်ရှိပြီးမှဒီနေ့ focus ထားတဲ့အသက်တာကျွန်တော်ရဲ့အသက်တာအတွင်းမှာအရေးကြီးတယ်ဆိုတော့ကျွန်တော်ပြောပြချင်တယ်ဒီနေ့ဟေဘဲဩဝါဒစာထဲမှာပြောနေတဲ့အရာလဲဒါပဲ we must pay the most careful attention ပေးရမယ်ငါတို့ကြားထားတဲ့အရာဖခင်ရဲ့စကားတွေဒီဖခင်ကိုယ်ရဲမှာပြောထားတဲ့အရာငါတို့ကြားထားတဲ့အရာငါတို့သေချာဂရုစားပြီးတတိထားရမယ်မဟုတ်ရင်ငါတို့မျောသွားမယ်မဟုတ်ရင်ငါတို့မေ့လျော့သွားမယ်ငါတို့ရှိရမယ့်နေရာနဲ့မရှိတော့ဘဲနဲ့မှမျောသွားမယ်လို့ဒီနေ့ဟေဘဲဩဝါဒစာရေးတဲ့သူကကျွန်တော်တို့ကိုတတိပေးနေတာဖြစ်တယ်power 99လောက်တာနေဟမိရဲ့မျိုးရိုးဆောက်တယ်မျိုးရိုးမရှိတဲ့အသက်တာဆိုတာဘာမှမကာတိုင်းရန်သူဝင်မယ်ခိုးခြင်းခိုးမယ်လှုပ်ချင်တာလှုပ်မယ်ဘာမှတော့သိမှာမဟုတ်မျိုးရိုးမရှိဘူးဆိုအိမ်မှာတကားမရှိဘူးအိမ်မှာဘာမှမကာတာဘူးဆိုရင်ဒီနောက်တစ်ပတ်ပြန်လာလို့ရှင်လဲ ghost number ဆိုတော့ပို့သေးချတယ်ဘာမှတော့ရှိတော့မှာမဟုတ် drum လည်းရှိတော့မှာမဟုတ်ဘာရှိတော့မှာမဟုတ်เนาะဒီမှာရှိသမျှပစီအလုံးမသွားပြီဒီမှာကာထားတဲ့အရာမရှိဘူးဆိုရင်တခါတလေကျွန်တော်အသက်တာမှာမျိုးရိုးဆောက်ဖို့လိုတယ်တခါတလေကျွန်တော်ရဲ့အသက်တာတွေမှာ attention ရှိဖို့လိုတယ်တခါတလေကျွန်တော်ရဲ့အသက်တာတွေမှာ focus ရှိဖို့လိုတယ်ဘာလို့ကျွန်တော်တို့လတိုင်း ban statement ကျွန်တော်တို့ရဲ့ ban ပို့လေကျွန်တော်တို့ရဲ့ဝင်ငွေထွက်ငွေအားလုံးကိုကျွန်တော်တို့မြင်သာအောင် ban statement အနေနဲ့လတိုင်းကျွန်တော်တို့စီကိုပို့ပေးတာဖြစ်တယ်အဲ့ဒီထဲမှာကိုယ့်ရဲ့ ban account ကိုမစစ်တဲ့လူဘယ်နှယောက်ရှိလဲဒီထဲမှာ ban account ကိုတစ်နှစ်လုံးမှာတစ်ခါပဲစစ်တယ်ဆိုတဲ့လူရှိလားမရှိပါဘူးပတ်စံဝင်လားထွက်လားကိုမသုံးထားတဲ့ဟာတွေပါသွားလားခဏစစ်တချို့ဆိုတနေ့ထဲမှာ3-4-5ခါစစ်ပတ်စံဝင်မဲနေဆိုရင်ပို့ပြီးစစ်
ဟုတ်တယ်မလားဝင်မှာပဲလေဒါပဲလေဒါမဲ့ဘာလို့လဲစစ်နေတာပဲမလားအဲ့ဒါဘာလဲဆို attention ဘာလို့လဲဆိုတော့တင်းပတ်စံကိုသူများခိုးသွားမှာ scam လုပ်သွားမှာတင်းပတ်စံပါသွားမှာတင်းကြောက်တယ်မလားအဲ့ဒါ attention လုပ်နေတာဖြစ်တယ်ပါသွားပြီဆိုတော့တန်းသိပြီတန်းသိရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဘန်ကိုအကြောင်းကြားလိုက်ရင်အဲ့ပတ်စံကျွန်တော်တို့အချိန်ကာလတစ်ခုရောက်ရင်ပြန်ရတာပဲမလားဒါပေမဲ့တင်းမကြည့်တာပဲနဲ့ဆိုရင်တော့နောက်တစ်နှစ်မှသွားရင်တော့ကုန်ပြီပါသွားပြီလေနော်9ချက်10ကအစကျွန်တော်တို့ပတ်စံဆိုလို့ရှိရင်ကျွန်တော်တို့ဒီ attention ပေးတယ်ဒီနေ့ဖျားနဲ့အသက်တာအတွင်းမှာကျွန်တော်တို့ drift ဖြစ်သွားတာကိုကျွန်တော်တို့ attention မပေးဘူးဆိုရင်ကျွန်တော်တို့ကမိုင်မဲတဲ့သူပဲကျွန်တော်တို့ဒီဖျားနဲ့ drift ဖြစ်နေလားဆိုတာကိုအမြဲတမ်း attention လုပ်ဖို့လိုတယ်လို့ဒီနေ့ဟေပြဲဩဝါဒစာကရေးတဲ့သူကကျွန်တော်တို့ကိုဒီနေ့တတိပေးနေတာဖြစ်တယ်ကျွန်တော်ကအာကာသနဲ့ပတ်သက်တဲ့အရာတွေအရင်စိတ်ဝင်စားတော့ဒီရက်ပိုင်းမှာလကဘာကို Artemis 2နဲ့နော် rocket ကိုလွှတ်ပြီးတော့မှလကဘာကိုနော်သူတို့လကဘာပေါ်မှာတော့ဆင်းတော့မဆင်းသေးဘူးဒါပေမဲ့နော်လကဘာရဲ့သူ့ရဲ့ lunar orbit ကိုနော်လရဲ့ orbit ထဲကနေပတ်ပြီးတော့မှနော်10ရက်အာကာသယာဉ်မှူး4ယောက်ခရီးသွားပြီးတော့ပြန်လာသူတို့ဒီကနေမြေကြီးကနေ rocket ကိုလွှတ်လိုက်တာ rocket ကတောက်လျှောက်တက်သွားအပေါ်အဲ့ rocket ကလေမိနစ်တိုင်း second တိုင်းမှာတက်နေတဲ့အချိန်မှာ course correction သူတို့ထဲမှာ thruster လေးတွေကနေဖူးဆိုအဲ့ engine ကနေမှုတ်ပြီးမှသူရောက်မဲ့အဲ့ orbit ထဲကိုရောက်ဖို့အတွက်တောက်လျှောက်ပြင်နေတာမိနစ်တိုင်းမှာဒီကနေလွှတ်လိုက်တယ်ဆိုကြတဲ့ကဒီကဘာမြေကြီးဆွဲငင်အားကိုကြော်ထွက်ပြီးမှနော်အာကာသတွေကိုမရောက်မချင်းသူသွားခြင်းတဲ့ direction ကိုရောက်ဖို့အတွက် second တိုင်းမှာဒီ NASA အလူတွေကအောက်ကနေတွက်ချက်ပြီးအဲ့ဒါကိုပြင်တာဘာလို့ဆိုတော့အာကာသထဲရောက်သွားပြီဆိုတော့ Newton ရဲ့သဘောတရားအရဘာ force မှမတက်ရောက်ရင်အဲ့အတိုင်းပဲတောက်လျှောက်သွားတော့အဲ့တော့ तू ကဒီကျွန်တော်ရဲ့ကဘာမြေကြီးဆွဲငင်အားကြော်ပြီးတော့အပေါ်ကိုရောက်သွားတော့မတိုင်မချင်းမှာအကုန်လုံးတို့ပြင်ရတယ်ကိုဖြိုးရှင်းပြရင်တော့ပို့ပြီးမှနားလဲလိမ့်မယ်နော်ဆိုတော့အားလုံးကိုပြင်ပြီးမှတက်ပြသွားတဲ့အချိန်ထိတောက်လျှောက် course correction လုပ်နေရတာဖြစ်တယ်ကျွန်တော်တို့သက်တာမှာလည်းအဲ့လိုပဲအမြဲတမ်းတတိထားပြီးမှဟာဟုတ်တယ်ငါ drift ဖြစ်သွားပြီဒါပဲ power 99ဆိုတာတကယ်တော့ဒါပဲဟာငါ drift ဖြစ်နေတာ3-4 ရက်ရှိပြီ power 99ဆိုတာတစ်လမှာ9ရက်ပဲမလားအဲ့လိုဆိုငါ3ရက်လောက်တော့drift ဖြစ်သွားပြီပြန်ဖတ်လိုက်အောင်မယ်အဲ့ဒါဆိုရင်ကိုက attention နဲ့တူပြန်လှည့်လာဒါအမြင်သာဆုံးဥပမာကျွန်တော်ရဲ့အသက်တာရဲ့ကဏ္ဍအသီးသီးတိုင်းမှာ drift ဖြစ်နေပြီဆိုရင် pay attention ဖျားကကျွန်တော်တို့သူ့ရဲ့တကိုးနဲ့လာဆင်းပြီးမှမလုံနိုင်ဘူးဆိုတာလုံနိုင်မှာပါဒါပေမဲ့ကျွန်တော်တို့ကိုနှိုက်ကလည်းကိုလောက်ကမဲ့အပိုင်းမှာကျွန်တော်တို့ attention ထားဖို့လိုတာဖြစ်ပါတယ်သရုပ်ထားတစ်ချက်နဲ့နောက်ဆုံးတစ်ချက်ကျွန်တော်တို့ဟေပြဲဩဝါဒစာအခန်းကြီး6မှာကျွန်တော်တစ်ချက်ဖတ်ချင်တယ်ကျွန်တော်ခုနပြောသလိုဒီနေ့နှုတ်ကပတ်တော်အားလုံးဒီဟေပြဲဩဝါဒစာပုံမှာ base လုပ်ပြီးတော့ကျွန်တော်ပြင်ဆင်တာဖြစ်ပါတယ်လို့နော်ဟေပြဲဩဝါဒစာအခန်းကြီး6မှာကြတော့ဒီလိုမျောတတ်တဲ့သူတွေကျွန်တော်တို့အတွက်အဖြစ်ကိုဒီနေ့ဟေပြဲဩဝါဒစာရေးတဲ့ဆရာကပေးထားပါတယ်ဟေပြဲဩဝါဒစာအခန်းကြီး6အငယ်18ကနေ20လောက်မှာကျွန်တော်တို့တစ်ချက်လောက်ဖတ်ချင်တယ်အကြောင်းမူကားဘုရားသခင်သည်မူသာမသုံးနိုင်သောအရာတည်းဟုသောမဖောက်ပြန်မပြောင်းလဲနိုင်သောအရာနှစ်ပါးကိုအမိပြု၍ကိုရှိ၌ထားသောမျော်လင့်ရာကိုခိုလုံခြင်းကပြေးသောငါတို့သည်တတ်တာအားကြီးကြမည်အကြောင်းသည်နောက်တစ်ဖက်ချက်မှာကျွန်တော်ပြောထိုမျော်လင့်ခြင်းမူကားကလကအတွင်း၌မြဲချ၍မြဲမြံခိုင်ခန့်သောစိတ်နှလုံးဤကြောက်ဆူးကဲ့သို့ငါတို့၌ရှိသည်။တစ်ချက်လောက်ကျွန်တော်ပြန်ဖတ်ကြအောင်မြဲမြံခိုင်ခန့်သောစိတ်နှလုံးဤကြောက်ဆူ anchor of the soul ဒီနေ့စိတ်နှလုံးသားရဲ့ကြောက်ဆူကျွန်တော်တို့ရဲ့အတွင်းမှာရှိတဲ့နှလုံးသားကကြောက်ဆူချတာဖို့တဲ့အဲ့ကြောက်ဆူကဘာမှရှိလဲဆိုတော့ဘာမှရှိလဲကလကအတွင်းဘယ်ကလကကိုပြောနေရလဲဆိုတော့ဂေါစနန်ကဒီကလကာကိုပြောမှာမဟုတ်နော်ကလကာအတွင်းဆုံးအခန်းထဲမှာရှိတယ်အတွင်းဆုံးအခန်းထဲမှာဆက်ဖက်မေလခိစေတဲ့နီးတူအတွင်းဆုံးအခန်းထဲမှာဝင်ပြီးကျွန်တော်တို့ကိုနားလဲတဲ့ရစ်ပရောဟိတ်ကျွန်တော်တို့ဘက်မှာရှိခရစ်တော်ဖျားမှာကျွန်တော်တို့ကကြောက်စူးအနေနဲ့ရှိတယ်ဒီနေ့ကျွန်တော်တို့ရဲ့သဘောတရားက natural သဘောတရားကျွန်တော်တို့ရဲ့ပုံမှန်သဘာဝတရားအရာကဘာပဲကျွန်တော်တို့ကအာသန်လဲဆိုတော့မျောဖို့ပဲအာသန်ဒါလိန်လို့မရဘူးဘာမှမလုပ်ဘဲနဲ့ဒီတိုင်းနေကြည့်လိုက်တဲ့မျောသွားမယ်ဘာမှမလုပ်ဘဲနဲ့ဒီနေ့ကျွန်တော်ဘာမှကိုယ့်ဘက်ကိုဂရုမစိုက်ဘဲနဲ့ကျွန်တော်ဖြစ်တယ်လို့ပဲကျွန်တော်နေကြည့်လိုက်ကျွန်တော်မျောသွားမယ်ကျွန်တော်နှုတ်ကပတ်တော်ပြောတဲ့သူဖြစ်ချင်းကျွန်တော် worship ဦးဆောင်တဲ့လူဖြစ်ချင်းကျွန်တော်အသင်းတော်မှာပါဝင်ခြင်းနဲ့ဘာမှမဆိုင်ကျွန်တော်ရဲ့ nature ကိုကကျွန်တော်ဒီမျောတတ်တဲ့သဘောရှိတယ်သင်ရဲ့ nature ကိုကသင်ဒီမျောတတ်တဲ့သဘောရှိတယ်ဒါပေမဲ့သတင်းကအဲ့မှာစုံသွားတာမဟုတ်ဒီနေ့သတင်းကောင်းကကျွန်တော်တို့ကိုဖခင်ရဲ့ခရစ်တော်ရဲ့သဘောကကြတော့မြဲမြံတည်ကြည်စေတဲ့သဘောရှိတယ်
ဒီနေ့ခရစ်တော်ကကျွန်တော်တို့ရဲ့ဘာဖြစ်လဲဆိုတော့ဟေဘဲဩဝါဒစာမှာပြောသလိုစိတ်နှလုံးသားရဲ့ကြောက်ဆူဒီနေ့သင်္ဘောတွေမမျောသွားအောင်ဒီ drift ဖြစ်နေတဲ့သင်္ဘောတွေမမျောသွားအောင်သူတို့မှာတစ်ခုတည်းသောနီလန်ကကြောက်ဆူကိုနက်နက်ချတာကြောက်ဆူကိုရေတဝက်မှာချတာမဟုတ်ကြောက်ဆူကို deep anchor deeply ဟိုကျမ်းပြင်အထိရောက်အောင်ကြောက်ဆူကိုချပြီးမှအဲ့ကြောက်ဆူကအောက်မှာရှိတဲ့သဲနဲ့ဒီလိုဆွဲပြီးကုတ်ထားတဲ့အချိန်မှာအဲ့ဒီသင်္ဘောဘယ်နေရာမှာထပ်ပြီးတော့မမျောတော့တာဖြစ်တယ်ကျွန်တော်တို့ဒီမျောတတ်တဲ့သဘောရှိပါတယ်လိန်လို့မရပါဘူးမျောတတ်တဲ့သဘောရှိဘာမှမလုပ်ရင်မျောမှာပဲဒီနေ့ဖခင်နဲ့အတူသွားလာဖို့ဆိုတာတဲ့ဒီနေ့စကားတစ်ခုရှိတယ် going forward with God တဲ့ဒီနေ့ဖခင်နဲ့အတူသွားဖို့ဆိုတာ it needs everything from you တဲ့ဖခင်နဲ့ခြေလမ်းလှမ်းဖို့ဖခင်နဲ့အတူရှေ့ကိုသွားဖို့ဆိုတာသင်မှာရှိသမျှအရာအားလုံးကိုဖခင်ကတောင်းဆိုတယ်သင်ရဲ့ဖြစ်ခြင်းသင်ရဲ့အချိန်သင်အားလုံး everything ဖခင်နဲ့အတူရှေ့တလန်းသွားနိုင်ဖို့ကိုတောင်းဆိုတယ်တဲ့ဖခင်ကဒါပေမဲ့ going backward ဖခင်နဲ့မသွားတော့ဘူးဆိုရင်တော့ဘာမှလုပ်စရာမလိုတော့လက်လေးလွတ်လိုက်တာနဲ့အော်တိုဖြစ်တယ်ဖခင်နဲ့မသွားတော့ဘူးဆိုတဲ့အသက်တာဖခင်နဲ့ရှေ့ဆက်မသွားတော့ဆိုတဲ့အသက်တာနည်းနည်းလေးပဲ short လိုက်အေးစေးပဲအဲ့ဒါဖြစ်သွားပြီဖခင်နဲ့ရှေ့သွားဖို့ဆိုရင်တော့ intentionally အားလုံးကိုထည့်ပြီးသင်စီကအားလုံးကိုဖခင်တောင်းဆိုတန်လာလို့မင်းတန်ပါတယ်ဖခင်သည်အင်မတန်ကောင်းမြတ်တဲ့ဖခင်ဖြစ်ဒီနေ့ဖခင်နဲ့သူသွားတဲ့ရှေ့ကိုသွားနိုင်ဖို့သင်စီကရှိသမျှအရာအားလုံးကိုတောင်းဆိုလဲဖခင်သည်တန်တဲ့ဖခင်ဖြစ်တယ်သူနဲ့သွားဖို့ဒါပေမဲ့ဖခင်နဲ့အတူသွားတဲ့အသက်တာအတွင်းမှာကျွန်တော်တို့ဘယ်လောက်သွားနိုင်နေဖြစ်စေကျွန်တော်တို့ဒီမျောတတ်တဲ့သဘောရှိတယ်ဒါကြောင့်ကျွန်တော်တို့ဒီခရစ်တော်သည်ဟူသောကြောက်စုစိတ်နှလုံးရဲ့ကြောက်စုဒီနေ့ခရစ်တော်သည်ဟူသောကျွန်တော်တို့ anchor deeply ကျွန်တော်တို့ကိုဒီမျောတတ်တဲ့ကျွန်တော်တို့အတွက်ဖခင်ရဲ့ solution ကခရစ်တော်ပဲဖြစ်တယ်ဒီနေ့ဟေဘဲဩဝါဒစာတွေကပဲကျမ်းပိုက်တစ်ခုကျွန်တော်ဖတ်ချင်သူကဘာပြောလဲဆိုတော့ fix your eyes upon Jesus တဲ့သင်မျက်လုံးသင်ဘာကိုပဲကြည့်ခရစ်တော်ကိုပဲကြည့် fix your eyes upon Jesus who is the author and perfecter of our faith အစဦးရေးသား author ရေးတဲ့သူလည်းသူပဲ perfect ပြည့်စုံအောင်စုံလင်စေတဲ့သူလည်းသူပဲဖြစ်တဲ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအတွက်အဦးစီရင်တာလည်းသူပဲပြည့်စုံစေတာလည်းသူပဲဖြစ်တဲ့ခရစ်တော်ဘုရားကိုပဲကြည်ပါဟေဘဲဩဝါဒစာအခန်းကြီး7အငယ်7ယုံကြည်ခြင်းကိုအစဦးစီရင်၍စုံလင်စေတော်မူသောသခင်ယေရှုကိုစစ်စစ်ထောက်ရှုကြကုန်ဒီနေ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုအစအဦးစီရင်ねဒီနေ့ perfect ဖြစ်စေတာလေခရစ်တော်ပဲဖြစ်တယ်ကျွန်တော်တို့ဘုရားနဲ့သွားတဲ့အသက်တာအတွင်းမှာကျွန်တော်တို့မျောသွားနိုင်တယ်ဆိုတာကိုဒီနေ့အရောက်ချင်းစီတိုင်းပေါ်မှာကျွန်တော်ရှိတဲ့အရှိတရားအမှန်တရားပေါ်မှာကျွန်တော်သတိပေးခြင်းတယ်ကျွန်တော်တို့ဒီမျောတတ်ပါတယ်မျောတတ်တယ်ဘာလို့လဲဆိုမျောဖို့က comfortable ဖြစ်တာဘာမှစူးစမ်းအားထုတ်ရခြင်းမှမရှိတာပြီးတော့ကျွန်တော်တို့ရဲ့အတွင်းမှာရှိတဲ့သဘောတရားကျွန်တော်တို့ရဲ့အရင်ငကိုရှိတဲ့အထဲမှာရှိနေတဲ့အရာတွေကကျွန်တော်အကုန်မရှင်းပလိုက်တာအဲ့တော့ကျွန်တော်တို့ဒီမျောတတ်တဲ့သူတွေဖြစ်တယ်ဒါပေမဲ့မျောခြင်းထဲမှာအန္တရာယ်ရှိတယ်ဆိုတာကိုဒီနေ့ကျွန်တော်တို့ဒီသတိထားဖို့ဖြစ်ပါတယ်သတိထားပြီးတော့ဘာလုပ်နိုင်လဲဆိုတော့ကိုလုပ်နိုင်တဲ့အပိုင်းကတော့မျောပြီးဆိုလို့ရှိရင် God ပေါ့ safeguard လေးကျွန်တော်တို့ထားဖို့ဖြစ်တယ် power 99ဒါကြောင့်အရန်ကောင်းတယ်လို့ကျွန်တော်ထင်တယ်ဒီနေ့လည်းစာရွက်ရမယ်လို့ပြောရနော်အပြန်ကြရလဲနော်အပြန်ကြရမဟုတ်ပါဘူးညနေကြရလဲနော်ယူဖို့ဖြစ်ပါတယ်လို့နော်ဆိုတော့ power ဒီလို power 99လုတ်တယ်လို့မျိုးအသက်တာဒါကတော့ဒီနှစ်မှာဆရာရူဘတ်လုတ်ပေးလို့လေသူမလုတ်ပေးရင်ကျွန်တော်တို့ကအဲ့လိုမလုတ်တော့ဘူးလားကျွန်တော်ပြောတာကျွန်တော်ရဲ့အသက်တာတွေမှာကျွန်တော်ဒီလိုပဲမျောလိုက်တော့မှာလားကျွန်တော်အသက်တာတွေမှာကျွန်တော်အမြဲတမ်းသတိထားဖို့ pay attention အမြဲတမ်း attention ငါတို့မျောသွားနိုင်တယ်ဆိုတာ pay attention အမျောမခံဘူးကွာငါပြန်ပြီးမှပြန်လှည့်မယ်ငါပြန်ပြီးမှဒီနေ့ကျွန်တော်တို့ဖျားဘက်ကိုစစ်မှန်တဲ့နှလုံးသားနဲ့တစ်ချက်ပဲလှည့်တစ်လှမ်းပဲလှမ်း in the right direction မှန်တဲ့ခြေလမ်းဘက်မှာလှမ်းရင်ဒီနေ့ဖျားကကျွန်တော်တို့ဘက်ကိုပေါ်ပြီးမှပြေးလာပြီးမှကျွန်တော်တို့ကိုဆွဲခေါ်မယ်ဖျားဖြစ်ပါတာသူ့နှလုံးသားပဲကျွန်တော်တို့နေ့ရက်တိုင်းမှာတစ်ခါတလေကျွန်တော်တို့ကနောင်တဆိုတာကြီးမားမှားမှနောင်တရဖို့ရတယ်လို့ထင်မှန်တော့ကျွန်တော်တို့နေ့ရက်တိုင်းမှာနောင်တလိုတယ်နေ့ရက်တိုင်းမှာကျွန်တော်တို့ဒီမျောနေတယ်ကျွန်တော်တို့ဒီဖျားရှိစေခြင်းတဲ့နေရာမှာမရှိတော့ဘူးမျောသွားတယ်ဆိုတဲ့အရာနောင်တနဲ့ဖျားဘက်ကိုလှည့်တဲ့အခါဘုရားသည်ကျွန်တော်တို့သူ့နာကတ်လေကျွန်တော်တို့နာကိုသူကပြေးပြီးတော့မှကတ်တဲ့ဘုရားကျွန်တော်တို့ဆွဲခေါ်တဲ့ဘုရားဖြစ်ပါတယ်ဒီနေ့ယုံကြည်ခြင်းကိုအစအဦးစီရင်တာလေခရစ်တော်ပဲကျွန်တော်တို့ယုံနိုင်လွန်းလို့မှမဟုတ်တာယုံကြည်ခြင်းကိုအစအဦးစီရင်တဲ့ဘုရားသည်ခရစ်တော်ဖြစ်တယ်လို့ကျွန်တော်တို့မှာရှိတဲ့အတွင်းမှာရှိတဲ့ယုံကြည်ခြင်းကိုစုံလင်စေဖို့ perfect ဖြစ်အောင်ပြင်ဆင်ပေးမဲ့ဘုရားသည်လေခရစ်တော်ပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ fix our eyes on Jesus ဒီနေ့ခရစ်တော်ဘုရားကိုပဲကျွန်တော်တို့စိတ်ကြည့်ရှုရင်းနဲ့ကျွန်တော်ရဲ့အသက်တာတွေမှာမျောနိုင်တဲ့သဘောရှိတယ်ဆိုတာကိုသိလျက်ကျွန်တော်တို့အသက်တာတွေမှာဆင်ခြင်ဖို့เนาะကျွန်တော်ဒီနေ့မှာနှုတ်ကပတ်တော်အဖြစ်နဲ့မှာခွန်အားပေးခြင်းပါတယ်လို့เนาะကျွန်တော်